နိဗ္ဗာန်တာပစ္စည်းကရိယာယနိဗ္ဗာန်တာပစ္စည်းကရိယာယနိဗ္ဗာန်ကိုမျက်မြင်ကိုယ်တိုင်တွေ့ရလို့ငါအရာမဲ့ဖို့ဤပฏิဖြင့်ရှုမှတ်ရတော့လမ်းပြီးဧကာယနောတခုတည်တော့လမ်းကြောင်းတည်တော့လမ်းလေလားဒါလည်းမဟာသတိပဋ္ဌာန်တော့ပါပါဗျာမှန်ပါပါဟုတ်ကလားမှန်ပါအဲ့တော့နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းဘာလို့ရမှာလဲတတိနဲ့ရှုမှတ်မှာဒီတို့ကိုဒီလာယူလို့ဆိုတဲ့အပမာဒတတိပဲလေမှန်ပါပါဗျာအဲ့ဒါဆောင်တဲ့ဘဝမှာဗျာမှန်ပါပါဟင်မမေ့မလျော့မပေါ်မစားတဲ့တတိနဲ့ဒါနဲ့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်တဲ့ဗျာမှန်ပါပါအဲ့တော့မျက်မှောက်ပြုတယ်ဆိုတာတို့မျက်စိအောက်မှာကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်းပြီးတော့မြင်တာကိုပြောတာမှန်ပါပါမျက်မှောက်ပြုတယ်ဆိုတာတိတိကရိယာဆိုတာလေမှန်ပါပါကိုယ်ပိုင်ကိုရှုွက်ထဲကမြင်ရတာကိုပြောတာမှန်ပါပါအဲ့တော့ဒီနေရာမှာနိဗ္ဗာန်ဆိုတာဘာတို့သာတော့နိနဲ့ဝါနနဲ့ပုံပြဝါနဆိုတာတဘောဝနဲ့တဘောဝချုပ်ဆက်ပေးတဲ့တဏှာကိုပြောတာမှန်ပါပါဟင်နိဆိုတာမရှိတာမှန်ပါပါအဲ့ဒီချုပ်ဆက်ပေးတဲ့တဏှာလေးပြတ်သွားတာကိုအဲ့ဒါကိုနိဗ္ဗာန်လို့ဆိုတာမှန်ပါပါဟင်အဲ့တော့သူဆိုတော့ဒီဘဝကနေနောက်ဘဝကိုသွားကြမယ်ဆိုရင်ပေါ့ဒီငါနိကာလမှာကိုပြုခဲ့တဲ့တို့ဒီတဘဝလုံးတွေကရှိတဲ့ကံကောင်းကံဆိုတဲ့အာယုပုံနမိတ်ကလေးတစ်ခုထင်းလာပြီဆိုတော့မှန်ပါပါအဲ့ဒါကိုပြုခဲ့တော့ကကံပြုခဲ့တဲ့အတိုင်းမှာလာပြီးပေါ်ထင်းနမိတ်ကလေးပေါ်တာကိုကာမနမိတ်အဲ့ဒီနမိတ်ကလေးအတိုင်းကိုငါဘယ်တော့ကဘယ်နေရာမှာဘယ်လိုကြံပြီးခဲ့တယ်ဘယ်လိုပြောဆိုခဲ့တယ်ဘယ်လိုပြုလုပ်ခဲ့တယ်ဆိုအဲ့ဒါလေးတွေးနေတော့ကိုယ်နဲ့အဲ့ဒီအတွေးနဲ့အဲ့ဒီအမြင်နဲ့ချုပ်သွတ်တူတဲ့ဟိုသွားမယ်ကတိနမိတ်ဆိုတာပေါ်လာမှန်ပါပါဟင်သူကတော့တို့ဟိုကောင်းကံပြုတယ်ဆိုတာတော့ဒီလူတန်းပေးနေတဲ့ဟိုဖုန်ကျွေးပွန်ကျွေးဒါကကံမဟုတ်လားမှန်ပါပါဟင်ဒါပြုလုပ်တာကိုကံခေါ်တာနော်မှန်ပါပါအဲ့ဒီတိုင်းဒီကဏိကလာဒီတိုင်းကြီးလာနေတာမှန်ပါပါကိုပြုထားတဲ့ကံအကျိုးဟိုလုံသုံးတာတိုင်းငါပေါ်မှာအဲ့အမှန်မိခေါ်တယ်တော့ငါဘယ်တော့ဘယ်လိုကံပြုခဲ့တဲ့ဘယ်မှာဘယ်လိုအဲ့ဒါလေးတွေးနေတော့ဒီကုသိုလ်နဲ့ထိုက်တန်တဲ့စေတနာကနတ်ဖြစ်ရမယ်ဆိုရင်နာဘုံနေနာဗိမာန်နေအချမ်းရံနေအဲ့ဒါဒီကိုမျက်စိတဲ့ကိုသွားမယ်နေရာတွေကိုလာပေါ်တာအဲ့တော့ဘယ်လိုလဲခေါ်တကယ်လို့တို့ဒီစေတနာကလူလောက်တင်ချင်တယ်ဆိုရင်ကိုဝင်သားမယ်မိဘဒီရဲ့မျက်နှာသွင်းခြင်းနေမိဘရဲ့ဝန်းပိုက်ထရနေဒီအပြင်ကိုလှမ်းကြည့်လိုက်လို့ရှိရင်မိတုံအောင်ဆင်းနေရတယ်လို့ဆိုကြမှန်ပါပါတို့လက်နေတာမင်းနဲ့ဟိုလက်ပွားနဲ့အုပ်ပြီးထိုးတဲ့အခါလက်ဖမိုးမှလာပေါ်လာတဲ့အယောင်မျိုးဟင်အဲ့လိုအယောင်မျိုးတွေပေါ်လာရပဋိသန္ဓေနေရမယ်ဆိုတဲ့ဟာမျိုးပေါ့မှန်ပါပါပြီးတော့ကိုအဲ့ဒီလူဘဝရောက်တဲ့အခါကိုခံစားရမယ်အတုံးကောင်းချမ်းရမ်းဒါတွေတွားနေလိမ့်မယ်အဲ့ဒါကတိလေးကိုခေါ်မှန်ပါပါအဲ့လူတွေမကဘူးတို့စေတနာလေးကစားနိုင်တောက်နိုင်ဆိုစားနိုင်တောက်နိုင်ခြင်းမျိုးပေါ့တစ်ထည့်ပြမယ်ဆိုတစ်ထည့်ပြမယ်ခြင်းမျိုးပေါ့ဒါမျိုးလာပေါ်မှန်ပါပါနားပေါ်လို့အဲ့ဒီပေါ်နေတဲ့ဟာလေးပေါ့တာယာစိတ်ကလေးခုနှစ်ကြိမ်ဒါကိုသူစားတော့ဘဝနိကံတိကလောတော့ခုနှစ်ကြိမ်လို့ဆိုမှန်ပါပါအဲ့ဒီဘဝကိုရောက်ရမယ်ဘဝလေးပေါ့တာယာနေတဲ့စိတ်ကလေးခုနှစ်ကြိမ်လို့ဆိုတယ်အဲ့ဒီကြားလိုက်တဲ့အချိန်ကိုဟိုမိဘဝင်တော့ပဋိသန္ဓေသွားဝင်တယ်နတ်ပြမစုဘွားကနေဆက်ချောင်းတဲ့သားသမီးကြီးသွားပေါ်တယ်ဟုတ်ကဲ့မှန်ပါပါအဲ့တော့ဒီဘက်ဘဝနဲ့ဟိုဒုတိယဘဝကိုချုပ်တတ်ပေးလိုက်တာအဲ့ဒီကနာအဆွဲကမဟုတ်ဘူးလားမှန်ပါပါဗျာဟင်လူမနာလူမလူတို့မကောင်းတဲ့အာယုဖြစ်ခဲ့လို့ကိုကကြက်သားတဲ့ရေးကြက်ဆွဲလေးတိုင်ဒီကနေ့ပေါ်လာပြီးနဲ့ပေါ်လာတဲ့တိုင်းဟောဘယ်မှာကြက်ကြီးပဲနေညာနဲ့ပေါ်လာရေးအဲ့ဒီတိုင်းကြက်ကြီးပေါ်နေနဲ့ပေါ်တဲ့တိုင်းအဲ့ဒီပေါ်လေးကြက်ကြီးရဲ့ကစားနေဟမျိုးတို့နေဟန်ဒါပြီးသွားပေါ်လို့အဲ့ဒီတော့စိတ်ကြီးရမေးပြီးတာရနေရင်သွားတယ်လို့ကြက်မှန်ပါပါအဲ့တော့လူနဲ့ကြက်ကိုလည်းဒီအဲ့ဒီဟိုတဏှာကပဲဟိုတို့ဘာလို့ချုပ်တတ်ပြီးလိုက်တာတဲ့မှန်ပါပါအဲ့တော့တို့ဘာလို့ဟိုအဝတ်အပြေးကြီးနှစ်ခုကိုဒီလိုထပ်ပြီးတော့အကလေးနဲ့တို့ချုပ်ပြီးတာနဲ့မတူလိုက်တယ်ဟုတ်ပါဗျာအေးအဲ့ဒီချုပ်တတ်ကလေးပြတ်သွားတာကိုအဲ့ဒါနိဗ္ဗာန်လို့မှန်ပါပါဝယ်ပြီးမရှိတာဘူးဟုတ်ကလားမှန်ပါပါအဲ့ဒါနိဗ္ဗာန်အဲ့လိုနိဗ္ဗာန်ရောက်ကိုရနိရောဓသစ္စာဆိုတာကြာဟင်ပထမဆုံးသူငါဆွဲနဲ့သွားတဲ့လှုပ်ရှားနေတဲ့ကိုယ်နဲ့သိချင်းကြအဲ့ငါဆွဲကြောင့်ပြေးသွားနေတဲ့သူ
တွေးအသွားလာလေးသွားလာရှိရအဲ့ဒါရှုမှတ်မှုအကောင်လို့တွေးလည်းမတွေးတာဘူးပြေးလည်းမတွေးပြေးတာတော့ဒီစိတ်ဟာဒီဝိညာဉ်နဲ့ပါတော့ဝင်နေတယ်တင်တယ်မှန်လားပါဟုတ်ကလားမှန်လားပါတခြားလည်းတွေးတာတော့တခြားလည်းပြေးတာတော့ဒီရှုွက်တဲ့ပေါ်နေတဲ့သူဖြစ်စဉ်လေးပေါ်မှာလားတတိယစိုက်ဆိုကြည့်နေတယ်ဟုတ်ကလားမှန်လားပါကြည့်နေမှတန်းတယ်အဲ့ဒီငါခွဲလေးတစ်ချက်ပြလိုက်တာနဲ့တို့ဒီတွေးကလည်းငါခွဲကြောင့်လည်းနေရာတွေးလည်းပြတ်ထွက်သွားတယ်မှန်လားပါဗျာအဲ့ဒါကြီးရှင်းပြီးတော့ဒီစနိုင်ပါဦးမလားစနိုင်ပါဗျာအဲ့စလို့ပြကြသွားရင်ဘုဘက်ကငါခွဲပြီးတဲ့ဒိဋ္ဌိကိုအပိတတ်ချတာမှန်လားပါဗျာအဲ့ဒါသောတာပတိမဲ့ဖြင့်ဒီလိုတာတစ်ခါဆက်ချင်းမို့မှန်လားပါဟင်တခါဦးကြိုက်သိချင်းခဲ့တဲ့ဟာကိုလည်းဒီလိုပဲမှတ်ရအောင်ငါပဲဟုတ်ပါမှန်လားပါအဲ့တော့ကြိုက်သိကတော့တို့ပေါ်ပါလိုက်တယ်ဟဲ့ပေါ်တိုင်းပါဗျာဟင်ကြိုက်သိကပေါ်ပါလိုက်ပါတယ်ဟဲ့အဲ့ကြိုက်သိကြောင့်မုန်းသိတာလားမှန်လားပါကြိုက်သိကအရေးကြီးဆုံးပဲကြိုက်သိကိုပဲနိုင်ရင်မုန်းသိကပဲဘူးလို့တော့လူသွားတယ်မှန်လားပါဗျာဒီအဖြူရှိလို့မဲပေါ်နေတာတင်တယ်မှန်လားပါဗျာဟင်အဖြူရှိတော့အဖြူဆိုတာမရှိရင်အမဲပေါ်ပေါ်မပေါ်နိုင်ပါဗျာဟုတ်ကလားမှန်လားပါပြီးတော့အမဲရှိလို့အဖြူပေါ်တာမဟုတ်ဘူးမှန်လားပါဗျာတကယ်လို့အမဲဆိုတာမရှိတော့ဘူးဆိုရင်အဖြူပေါ်တော့မှန်ပါဗျာအဲ့တော့ကြိုက်သိနဲ့မုန်းသိကတခုတည်းမှန်လားပါဗျာတစ်ခုကွဲနေမှန်လားပါဗျာဟင်အဲ့တော့တို့ဒီမှကလေးနဲ့တော့မှတ်နေလို့တတိစိုက်အားလေးကောင်းလာပြီးတခါတော့တတိယဒီပေါ်နေတဲ့ဖြစ်ပျက်ပေါ်မှာစိုက်ကြနေပြီသူဒီခိနဲ့ပြောရင်တော့ဒါပြားပေါ်အသွားလေးကြနေတူနေမှာပေါ့မှန်လားပါဘယ်မှမပြီးတော့ဘူးဒီမှာပဲကြနေပြီဆိုရင်ဒီစိတ်ကြီးကြိုက်တွေးတာဟုတ်မလားမတွေးတာပါဗျာဟေးကြိုက်တွေးရှိတယ်ကြိုက်စိတ်ရှိကျက်တရားရှိတဲ့နေရာကိုပြေးအောင်လားမပြေးပါဗျာအစ်နောက်လည်းပြေးတော့မှန်ပါဗျာခေါင်းနဲ့ပေါ်လာပြီးမတွေးကြတော့ဘူးမတွေးပါဘူးအဲဒီလိုဆိုရင်ဒီသူ့ထဲမှာရှိနေတဲ့အဆွဲဟာဘွားရာကပါရာကနေရာကတော့စင်ကောင်းလားစင်ပါဗျာအဲဒီကြိုက်တွေးလေးတဲသွားရင်ကြိုက်တွေးကြောင့်လှုပ်ရှားနေတဲ့ယုံနာတယ်တက်ကြသွားတာပဲမှန်ပါဗျာဟင်အဲ့ဒါကိုခရီးလမ်းတစ်ခုဆုံးတာကိုမက်တချင်ကြတယ်လို့ခေါ်တာမှန်ပါဗျာအဲ့တို့ဒီဒုတိယမေတ္တာတရားမေကျတော့တဲ့ကြိုက်တွေးကိုဖြတ်ချတာတယ်ဖြတ်ချတော့ပါဗျာဟင်ဟိုတူတာမေကြတော့မကြည့်ဝဲဟုတ်ဖြတ်ချလိုက်မှတယ်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာအဲ့ဒါကိုတို့ဒီဟိုတဘောနဲ့တဘောကိုဆက်သက်ပြီးမဲ့တဏှာလေးကိုတို့ချွေရိုးသားလေးပြတ်သွားတာကိုအဲ့ဒါဒီဒေါသအဲ့ဒါတို့ကျုပ်ွက်ထဲကနေအတိုင်းအကြီးကိုတိုင်းကိုပိုင်နေတဲ့ထိုးထွင်းနေလိုက်တာကိုအဲ့ဒါနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ခေါ်မှန်ပါဗျာဟုတ်ကလားမှန်ပါဗျာဟင်အဲ့တော့တို့ဒီနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ရသွားဒီသစ္စာတရား၄ပါးကိုသိမှတယ်လေမှန်ပါဗျာဟင်သစ္စာကိုသိမှအဲ့တော့ဒီនិရောဓကိုသိဖို့ရပြီဟိုမက္ခပါမတယ်လေမှန်ပါဗျာတတိနဲ့ပွားဖို့လားမက္ခတယ်လေမှန်ပါဗျာဟင်ပြီးတော့တို့တတိနဲ့ပွားဖို့လို့အဲ့ဒီချုပ်ကြသွားတာនិရောဓမဟုတ်လားမှန်ပါဗျာအဲ့တော့ဒီနှစ်ခုရှိဖို့ရသွားဟိုနှစ်ခုသိမှတယ်လေမှန်ပါဗျာဒုက္ခမှန်သိရလားမှန်ပါဗျာမှန်ပါကြီးတဲ့ဒီဟာကလည်းဘာရင်းများပွားမှန်ပါလိမ့်မလို့ဒုက္ခမှန်သိရောက်ပါဗျာဟုတ်ကလားမှန်ပါဟင်အဲ့တော့ဒုက္ခမှန်သိမှဟင်အဲ့ဒုက္ခမှန်သိသလားသိပါတယ်ဗျာဥပ္ပမလားအဲ့မသိပါဘူးတဲ့သိပါတယ်နဲ့ဘယ်လိုလုပ်တော့မှမဟုတ်ဟင်ဆင်းရဲဒုက္ခတော့လူတိုင်းသိတာပေါ့ဗျာတထေဒုက္ခလူတိုင်းသိမှာမသိပါဘူးဘယင်းဖြစ်ခြင်းတဲ့ဒုက္ခဟောမှန်ပါပါဟင်ဘယင်းဘယ်လိုဖြစ်ခြင်းရောက်လားမဖြစ်ခြင်းပါဗျာတော့မဖြစ်ရလို့ပြောတာနေမှာပါဗျာခင်ဗျာဟင်အခုဖြစ်ရခင်ဗျာဟိုပြာဟွာဘောတို့ဒီတဲ့တော့အုပ်စုဥက္ကဋ္ဌရှိတယ်ထင်တယ်သူဒီဒေတာတွေတော့တရားတော်ရွာတွေမိငါရွာကိုသူ့တော့အုပ်စုဥက္ကဋ္ဌတို့ကမရှိဘူးလားအရှိမှာပါဗျာသူပဲရှိခင်ဗျာအုပ်စုဥက္ကဋ္ဌတော့မှဖြစ်ချင်လားဘာမှမဖြစ်ချင်ပါဘူးဘာမှမလားဗျာဘာမှမဖြစ်ချင်ဘူးပြောတယ်ဘာမှဖြစ်နေရကြီးခင်ဗျာဟင်မဖြစ်ချင်ဘူးလားပြောတာအဲ့ဒါနောက်တော့မှဆွဲကြအောင်ပါအမှန်တည်းဟုတ်ကလားဗျာမှန်ပါပါဟင်ကဲတို့ဟောနတ်ဘဝကြလို့ရှိရင်အခုလူဒီလူခင်ဗျားတို့ဈေးလည်းမရောင်းရဘူးကောင်းလည်းမဆက်ရဘူးပြေးလည်းမနှုတ်ရဘူးအယောင်းဝယ်လည်းလုပ်ဖို့လူကျင်တာတရုံနဲ့ရတယ်သူသွားကြည့်မသွားကြပါဗျာဟုတ်တော့မလားဟဲ့ရှိရလေဒီဖုန်းကြည့်တဲ့နေနေတာကြီးဟေးနေပြကြီးနောက်ကလိမ့်ပါလားရှိရကြောင်နည်းနည်းတောင်တိုက်နေပြီခဏဟေးနေနေတော့နည်းနည်းတောင်တိုက်နေပြီလားဟင်အဲ့တော့သူနတ်မှလည်းနတ်ဒီမှာငါဒုက္ခရှိတာပဲအဲ့ဒုက္ခမသိလို့လိုချင်နေမှန်ပါဗျာ
ဒုက္ခကိုသိလို့ချင်းလူချင်းမလို့ချင်ပါဟဘူးင်လူကတတိဖြစ်ရင်တတိဒုက္ခကိုမသိလို့တတိဖြစ်ချင်းနေတာမှန်ပါပါဗျာဟင်ဘယင်ဖြစ်ရင်ဖြစ်မဲ့ဘယင်ဒုက္ခကိုမသိလို့ဘယင်ဖြစ်ချင်းနေတာမှန်ပါပါဟုတ်လားဟင်မှန်ပါပါအကုန်လုံးကတို့မသိလို့ဒုက္ခကိုဒုက္ခမှမသိလို့ဟုတ်လားမှန်ပါပါဗျာတို့ဥပမာနဲ့လက်ဖက်သားခြင်းနဲ့သားခြင်းလို့ဒီလက်ဖက်ကိုကြိုက်တဲ့ပုဂ္ဂိုလ်ကလက်ဖက်ကိုသားလိုက်တယ်ဒီလက်ဖက်ကြောင့်ဘိုင်းနာမှာမသိလို့မှန်ပါပါဗျာဟင်ဒီလက်ဖက်ကြောင့်လေအောင်မဲ့လေထိုးမဲ့ဘိုင်းနာမဲ့လို့သိတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီလက်ဖက်သားလိုက်မသားပါဗျာဟင်အဲ့ဒီတိုင်တို့ဘာလို့ဟိုတီဗီပြစာကသူဖိလိတောင်းလို့မဟုတ်ဘူးလားယာမှန်ပါပါဗျာအရတောင်းလို့မဟုတ်ဘူးလားယာမှန်ပါပါဗျာတဲ့ဖိလိပေးရဲ့ဒီကဘယ်လိုချက်ပလားလားမချက်ပါဘူးဘာဖြစ်လို့မသိတော့ပါဘူးဟင်ပြီးပါတယ်ဗျာဘာဖြစ်ဖြစ်ကွာနေမှာပါခင်ဗျာညံဘုံမခင်ဗျာမသိလို့ပါရဲ့လို့ပြောပြီးခင်ဗျာပြီးပါတယ်ဗျာဘာဖြစ်ဖြစ်နေမှာပါခင်ဗျာဒီကနေ့တော့ဒီထုံးတဲ့ကြံပြရမှာတယ်မဟုတ်ဟင်အဲ့တော့တောင်းတရာလေကမှမများအဲ့ဒုက္ခမှမသိလို့မှန်ပါပါဟင်ဒုက္ခမှလည်းပဲသူဒုက္ခကြောင့်ဖြစ်တဲ့ဒုက္ခလူတိုင်းသိတယ်မှန်ပါပါဒုက္ခကြောင့်ဖြစ်တဲ့ဒုက္ခလူတိုင်းမသိဘူးဟုတ်ကလားမှန်ပါပါဒုက္ခကြောင့်ဖြစ်တဲ့ဒုက္ခကိုသိမှသူတကယ်သူတော့မှန်ပါပါဟုတ်ကလားမှန်ပါပါပြီးတော့တို့ဒီဧည့်တဲ့ဒုက္ခတဲ့အင်းချင်းဒုက္ခကိုသိမှတကယ်လူတော့မှန်ပါပါဧည့်တဲ့ဒုက္ခကသူတစ်ပါးရဲ့အာယုံတိုက်ခိုက်ပြီးဦးမကြိုက်လို့မုန်းလိုက်တာတယ်မှန်ပါပါဒါဧည့်တဲ့ကလာပြီးတဲ့ဒုက္ခမှန်ပါပါဟင်မိုးရွာဖြစ်နေတဲ့ချင်းမိုးရွာရင်ဟုတ်ကလားနေမပူဖြစ်နေတဲ့ချင်းနေပူရင်ဖြစ်တဲ့ဒုက္ခအဲ့ဒါသူများလာပြီးတဲ့ဒုက္ခကိုယ်ပဲဒုက္ခမဟုတ်ကိုယ်ထဲမှာဓာတိပါရုရဲ့တိုက်ခိုက်မှုကြောင့်ပြည့်စည်နေတဲ့ဒုက္ခတွေများကြီးအများကြီးပါဗျာဓာတိဒုက္ခတွေလေမှန်ပါပါအဲ့ဓာတိဒုက္ခတွေအတွင်းကြီးကြီးတွေအများကြီးအဲ့ဒီတို့အင်းချင်းဒုက္ခကိုဒုက္ခလို့ပြီးမှတကယ်လို့အဲ့ဒီဒုက္ခလူတိုင်းပြီးတယ်မှန်ပါပါအင်းချင်းဒုက္ခပြီးခဲရင်းတယ်ဟုတ်ကလားမှန်ပါပါဟင်ခဲရင်းတယ်ပြီးတော့ဒုက္ခကြောင့်ဖြစ်အောင်ဒုက္ခကြောင့်ဖြစ်တဲ့ဒုက္ခလူတိုင်းပြီးတယ်ဒုက္ခကြောင့်ဖြစ်တဲ့ဒုက္ခလူတိုင်းပြီးဘူးဟင်သူဒုက္ခကြတော့လာပြီးဒုက္ခပေးမဲ့လူလေဒီကောင်ဒုက္ခပေးတော့မယ်ဆိုတာအဝိကလာတာနဲ့သိနေတယ်သိနိုင်ပါသိနိုင်လားသိနိုင်ပါသူရဲ့အမူအရာကြည့်တာနဲ့သိနိုင်တယ်သူအပြောအဆိုကြည့်တာနဲ့သိနိုင်တယ်သူကြိုင်ဆွဲလာတဲ့လက်နဲ့ကိုကြည့်တာနဲ့သိနိုင်တယ်သူဒုက္ခကနေပြီးတဲ့ဒုက္ခကတော့တယောက်နဲ့တယောက်အကြိုက်ပြီးအကြိုက်ရင်းရင်းမှာဗျမှန်ပါပါဗျာဟုတ်ကလားမှန်ပါပါအကြိုက်ပြီးအကြိုက်ရင်းမှာဗျပူကြိတ်ခါလေးပြီးသူကြိတ်ခါယူသွားမှာဗျမှန်ပါပါဟင်အဲ့ဒီဒုက္ခပဲလို့လုပ်ပြီးမှာတော့အဝိရလာတဲ့သူမိတ်ဆွေပဲထင်လာတာဖြစ်မှန်ပါပါဗျာဟင်ဟုတ်ဘာတူလေးလို့ဘယ်လိုထင်လို့ဘယ်လိုထင်လို့ဘာတူလေးဒုက္ခကောင်မာကြီးထင်တာဒုက္ခကောင်မာကြီးထင်တာဘယ်လိုထင်လဲအခုမှပြောတော့မှာပေါ့ပါလာတဲ့နွားလေးတစ်ချင်းကကိုမအောင်အခုမှပြောတာလို့ဟင်ဒုက္ခကောင်မာကြီးထင်မှာပါဗျာအခုမှသိတာပါဗျာအရင်ကဒုက္ခကောင်မာကြီးထင်တာပါခင်ဗျာဟင်ဒီပါဗျာအဲ့တော့ဒုက္ခကဖြစ်တဲ့ဒုက္ခကိုသိမှာနှစ်ခုလုံးကဒုက္ခကြီးတယ်မှန်ပါပါဒုက္ခဆိုတာပါဠိလိုပြောတာဗမာလိုကောင်းကောင်းလေးနဲ့သူ့ဆိုပြဟုတ်ကဲ့မှန်ပါပါသူကကောင်းခါကသူ့ဆိုကောင်းကောင်းလေးနဲ့သူ့ဆိုပြနေတာဟုတ်ကလားမှန်ပါပါအဲ့တော့ဒုက္ခဆိုတာပင်ကြီးကြီးနဲ့သူ့ဆိုပြတာမှန်ပါပါဒုက္ခဆိုတာဒုက္ခမကောင်းတာခါကသူ့ဆိုပြတယ်အဲ့ဒါကကြမ်းကြမ်းထမ်းထမ်းနဲ့သူ့ဆိုပြတာတခါတည်းနဲ့ပွေးချင်းသူ့ဆိုပြတာဟုတ်ကလားမှန်ပါပါအဲ့တော့ပွေးချင်းသူ့ဆိုပြတာကသူ့ကြောက်တာကြပင်ကြီးကြီးနဲ့သူ့ဆိုပြနေတာကြောက်ဘူးကြောက်ကြပါဟင်ဟုတ်ကလားဗျမှန်ပါပါအဲ့တော့ဒုက္ခကိုဒုက္ခမှန်ပြီမှာမှန်ပါပါအဲ့တော့သစ္စာပြီးတတ္တဝါတိုင်းနဲ့ဆိုင်မှာအဲ့ဒီ၄မျိုးပဲရှိတယ်တဲ့မှန်ပါပါဗျာဟင်သူဖြစ်နေတဲ့လောကီမှာဖြစ်နေတဲ့ဒုက္ခဟုတ်ကလားမှန်ပါပါဗျာအဲ့ဒီဒုက္ခကိုဒုက္ခလို့ထင်တဲ့ဒုက္ခတာတယ်ဟင်အဲ့ဒီဒုက္ခကိုဒုက္ခမပေးမှဒုက္ခရဲ့လို့မသိလို့သူ့ကိုခင်မင်းနေတဲ့သမှုတရားဒါပဲထင်တယ်တို့လူဒီမှာဒီနှစ်ခုသုံးတာထင်တယ်မှန်ပါပါဗျာဒီမှာဟင်ဒီနှစ်ခုသုံးတာမက်ကနဲ့မိတော့တာသုံးအောင်မှမသိရှိတဲ့သုံးယောက်ဟင်ပေတယ်ထားပေတယ်သူ့ပေတယ်ထည့်ထားတာဖြစ်တယ်ဟုတ်ကဲ့
ဟင်မကနေနေတော့ဘယ်တခါပွားတော့ ပွားလာများပါဗျာ ဟင်နေနေတော့ပါတဲ့ပုံမှာပွားရများတယ်ဆိုတော့ဟင်အဲ့တော့ဒုက္ခနဲ့သမုဒယဒုက္ခဒုက္ခကိုဒုက္ခမှမသိလို့ခင်မမှုအဲ့ဒီလိုမျိုးရှိတယ်လို့ ရှိပါဗျာ ဟုတ်ကလား မှန်ပါဗျာ သစ္စာလေးပါးနေရာတိုင်းမှာရှိတယ်သူ့တော့လူလောကမှာသုံးတာပုထုဇဉ်လောကမှာဒီနှစ်ခုပဲသုံးဟင်သူတော်ကောင်းကြီးတဲ့ဒီအရိယာတွေလောကကြတယ်သူလည်းသစ္စာလေးပါးရှိတာပဲသူတို့ကြတော့ဘယ်အာယုံတို့အမေကနဲ့နေရောတာပဲ မှန်ပါဗျာ ဟင်အာယုံတစ်ချက်သုံးရင်အာယုံတစ်ချက်ပြီးဒီနေရာမှာပြတ်ကြနေတဲ့သူတည်ငါနေရောတာကနေပြီးဟိုပဲတကယ်ဟိုထာဝရနေရောတာဆိုတော့မင်းနဲ့ပွားပြီးသုံးသွားတာတင်လေ မှန်ပါဗျာ တဲ့သူတို့ဒီအရိယာလောကကြတော့သစ္စာလေးပါးရှိတဲ့ထဲမှာမက္ခနဲ့និရောဓကိုအများဆုံးပြင်နိုင်ဖြစ်သုံးတယ် မှန်ပါဗျာ ဒုက္ခနဲ့និရောဓရှိတော့လည်းသုံး မသုံးပါဗျာ ဥပိ္ပခာပြုထားလိုက်တယ် မှန်ပါဗျာ သစ္စာကတော့ဘယ်ပဲဖြစ်ဖြစ်လေးပါးရှိတာပဲတဲ့ မှန်ပါဗျာ အဲ့တော့ဒီသစ္စာလေးပါးအမှန်တရားလို့ဆိုတယ်အမှန်တရားကဘာဖြစ်လို့ဘယ်သူနဲ့မှမလွဲလို့လို့ဆိုတယ် မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဟင်တို့ဘုရားဘာသာဒီနဲ့တော့ဒီသစ္စာလေးပါးကသမုဒိယကြောင့်ဒုက္ခဖြစ်တဲ့ဟေးဉာဏ်နဲ့ဗုဒ္ဓဘာသာဝင်မဟုတ်တာနဲ့ကြတော့လွဲတယ်လို့ရှိမလား မရှိပါဗျာ ဟင်လူဒီနဲ့တော့တဲ့တယ်ဟေးတို့ဘာတော့နွားနဲ့တော့မတည့်ဘူးရှိမလား မရှိပါဗျာ နွားလည်းနွားသမုဒိယနဲ့နွားဒုက္ခရှိတာပဲ ရှိပါဗျာ ဟဲ့จิตဝတိဘော ရှိပါဗျာရှိပါ ဟဲ့တိတာဘုံသူလည်းဘုံအောက်ဘုံလေးဘော ရှိပါဗျာ ရှိမှာပဲဓမ္မို့ထက်တဲ့ယူဟိနတ်ဘုံ မှ က န်ပါဗျာ ဓမ္မဘုံကို ရှိပါဗျာ ရှိမှာပဲအဲ့တော့ဘေးဘုံရောက်ဘယ်ဘုံဝရောက်ဘယ်တတ်တော်ဝါပဲဖြစ်နေပြီဒီသစ္စာနဲ့กินတာရှိသလား မရှိပါဗျာ ဟင်အဲ့တော့သစ္စာပြီးဒီလေးချက်တဲ့ပူလည်းပုံလူလည်းမလို့ မှန်ပါဗျာ အဲ့ရှိဘုရားရှင်နေတဲ့ဒီလေးချက်ပဲဟောမှာပဲနောက်နောက်ဘုရားရှင်နေတဲ့ဒီလေးချက်ပဲဟောမှာပဲခုလက်ရှိတဲ့ဘုရားရှင်ကလည်းဒီလေးချက်ပဲဟောထားခဲ့တာပဲဟုတ်ကလားဟင်တို့အာယုတစ်ခုသူ့ဟာသူလာတိုက်ခဲ့တဲ့ဟာတို့တဘာဝနဲ့ကြိုက်ရင်လူချင်းနဲ့တော့ဖြစ်မှာလား ဖြစ်ပါဗျာ ခုသဘောကြရင်လေ မှန်ပါဗျာ အဲ့တော့သဘောမကြတော့မလူချင်းဘူးကွာအဲ့ဒါသဘောကြတာလူချင်းနဲ့ဖြစ်လာလို့ကွာမလူချင်းဘူးဖြစ်လာ မှန်ပါဗျာ အဲ့လူချင်းနဲ့ဆိုဖြစ်လာတယ်လူချင်းတော့သူ့အတွက်သူဒုက္ခမခါဘူးလား မှန်ပါဗျာ ဒီသူကိုယ်ပိုင်ဖြစ်သုံးဆောင်ဖို့ကိုယ်အတွက်ရယူဖို့ပိတ်တိုက်ဖို့ထားတဲ့ယူသားမဲ့ဒုက္ခတွေပေါ်မှာပဲ ဟောပါဗျာ ဟင်ဖေးလိုက်တိုက်သူဟော ဒီနေ့ယူ ဖေးဒုက္ခမှာမှာပဲကိုယ်တိုက်သူပါဟော အဲ့လိုဖိတ်သိတူပါဘောဒီကဘာလို့ကျင်းတူဘော သဘာဝပါ အငွေလူကျင်းတူဘော ဒုက္ခ နွားမွေးတူပါဘောကားမွေးတူပါဘောဘယ်သူကျင်းလဲ ဘယ်မှာရှိမှာ ကျေးဇူးပါလားဒီလေ မှန်ပါဗျာ ဟုတ်ကလား မှန်ပါ ခဏတယောက်တော့လုပ်မှာခဏတယောက်လုံးမလုပ်တော့ဘူး မလွတ်ပါဗျာ ဟုတ်ကလားဟင် မှန်ပါဗျာ အဲ့ဒုက္ခလွတ်တာမရှိဘူးဘယ်အာယုခံစားခံစား မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ သူကတော့သူ့တဘာဝတဲ့သူကြောင်းနဲ့သူကြောင်းမှုသူစားထဲမှာခန္ဓာနောက်ကိုအာရဏလို့ပြောထားတာမဟုတ်လား မှန်ပါဗျာ ကိုယ်ဘက်ကရှိနေတဲ့အဖေယုတ်တိအတန်ယုတ်တိအနံယုတ်တိအရာသာယုတ်တိအတွေ့ယုတ်တိအဲ့ဒီဟာဒီသာတဲ့ဒုက္ခကြောင့်တရားနဲ့သူ့သင်္ခါရနဲ့သူဖြစ်လာတာ မှန်ပါဗျာ ဒုတိယဘုဖြစ်တာဟုတ်လို့လား မဟုတ်ပါဗျာ ကျက်ပြီးဒုတိယဘုဖြစ်တာလား မဟုတ်ပါဗျာ ဒုက္ခတရားနဲ့သူဖြစ်တာ မှန်ပါဗျာ ဟင်ဝတ်တာကောဒုတိယဘုဖြစ်တာလား ဒုက္ခတရားလည်း ဒုက္ခတရားနဲ့သူဖြစ်တာဒုဘက်ကရှိတဲ့မျက်စိရဲ့ကြီးနာကြီးရှားကြီးကိုယ်ကြီးဟုတ်ကလား မှန်ပါဗျာ အဲ့ဒါအတွင်းမှာရှိတဲ့မနောအကြီးဒီအကြီးသား၆ခုဆိုတဲ့ဟာကဟောဒုက္ခကြောင့်တရားတိုင်းဒုက္ခလာတာမဟုတ်လား မှန်ပါဗျာ ။ခံဒုက္ခကျိုးလေးတိုင်းတရားနဲ့တရားနဲ့လုံးကြီးနေဖို့တူလို့လား မတူ ။ ပါ အာဒီနေဖို့တူလို့လား မတူပါ ။အဲ့ဒါဒုက္ခကြောင့်တရားနဲ့သူကြောင့်ကနေဖြစ်လာတာ မှန်ပါဗျာ ။ဟင်တစ်ဖက်ကြီးဖို့မဟုတ်ဘူး။တစ်ဖက်ကလည်းပြဖို့မဟုတ်ဘူး။ဒုက္ခနဲ့သူဖြစ်တာဒီကလည်းကြီးဖို့မဟုတ်ဘူး။ဒုက္ခနဲ့သူဖြစ်တာ မှန်ပါဗျာ ဟုတ်ကလား မှန်ပါဗျာ ။ဟင်အဲ့ဒါသူကြောင့်လည်းသူဖြစ်ကြတာပဲ။အဲ့ဒီအကြောင်းကိုထုံတဲ့နေရာအကြောင်းပါလာတဲ့ခါလာကြရင်ကိုယ်နဲ့ဓာတ်တူတာသဘောတူတာကြရင်ကောင်းတယ်လို့ပြောမှာ မှန်ပါဗျာ ကိုယ်နဲ့ဓာတ်မတူသဘောမတူရင်မကောင်းဘူးလို့ပြောအဲ့တော့တို့ဆက်မှာနှမျိုးရှိတယ်ဆိုတော့ဒီတဲ့စားတဲ့ဆက်နဲ့ဓာတ်ပြီးစားတဲ့ဆက်မရှိဘူးလား ရှိပါဗျာ အဲ့တော့ဓာတ်ပြီးစားတဲ့ဆက်ကဟောဓာတ်ပြီးခဲ့ရုပ်သူတန်းနဲ့မတည်ဘူးလား ရှိပါဗျာ အဲ့ဘယ်လိုနေတော့ဟင်မလဲဘူးလားမသွားဘူးလား သွားပါဗျာ သို့တော့လက်ဖြားတစ်ခါနဲ့ကောင်းထားနေရှိသလား ရှိပါ ဒီ ဗျာ တဲ့ကြီးကဟင် မရှိပါဗျာ ဟင်အဲ့ဒီဒီတဲ့ကြီးသူတန်းနဲ့မတည်တာဓာတ်ပြီးခဲ့မလားဘယ်လိုတော့
သွားမလား သွားတော့ နိုးမလားလဲမလားမလဲတာလားရှိတာတော့ခုတ်ပြီးတော့မကောင်းမောင်ွားဘယ်နှခါပြောတော့ ပြောပါဗျာ တို့ကြတော့ ပြောပါဗျာ ဟာတက်လောက်တော့မလိမ္မာတဲ့ဟာ မှန်ပါပါ ဟင်တက်လောက်လိမ္မာရလားတို့က မှန်ပါပါ ဟုတ်ရာတကြီးကသူနဲ့တမတဲ့ရင်မသွားတာပဲရှိတာဘာမလို့ဟင်သူနဲ့တတဲ့ရင်သွားတာပဲဘာမလို့တို့ကြတော့ဘယ်နဲ့တော့ ပြောပါဗျာ ဟင်တို့ရာဘာလို့ပြောရတော့ဟင်သူကသူအကြောင်းနေတိုက်ဆိုင်လို့အကျိုးတစ်ခုပေါ်လာတယ်အဲ့ဒါကကုသနဲ့တဲ့ မှန်ပါပါဗျာ နင်တန်းနဲ့တဲ့တာနဲ့ကုသနဲ့မတဲ့တာဒါတစ်ခုပဲရှိတယ် မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါ ဒါတဲ့တာနဲ့တမတဲ့တာဒါတစ်ခုပဲရှိတယ်ကောင်းတယ်ဆိုတော့သူ့ဆွဲရနေပြောနေတာတင်တယ် မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါ အဲ့တော့အဲ့ဒီသူကောင်းတယ်ဆိုတာကိုရှိထားတယ်မကောင်းဘူးဆိုတော့ပေါ့မှာ ပေါ်မှာ အဲ့ဒီကောင်းတယ်ဆိုတဲ့ဟာကိုတစ်ဖက်ကနေသုံးချလိုက်ရင်ကြိုက်တယ်ဆိုတာတော့သမုဒိယဝင်ပါပဲ ဝင်ပါပါဗျာ ဟင်သမုဒိယဝင်ရင်ဒီကြိုက်တဲ့ဘောကိုဆိုရင်သူဒုက္ခတွေအခုရောမခံရဘူးလား ခံပါဗျာ နောင်နောင်ရော ခံပါ ခံရမှာပဲအဲ့ဒါဘယ်လူမျိုးလို့တလဲ မလို့ပါ ဘယ်ဘာသာလို့တလဲ မလို့ပါ ဘယ်တိုင်းပြည်လို့တလဲဘယ်ဘူမှန်လို့တလဲ မလို့ပါဗျာ အဲ့မလို့ဘူးဒါမို့သစ္စာလို့ခေါ်တာ မှန်ပါပါဗျာ ဟင်သစ္စာတရားပြီးသူငွေတင်းငါးပြားနဲ့တူတယ်ငွေတင်းငါးပြားပဲတိုင်းပြည်တုံတဲ့ဟင်အဲ့တော့သူသစ္စာတရားတို့ဒီသမုဒိယနဲ့ဒုက္ခဒီနှစ်ခုပဲထင်တယ် မှန်ပါပါဗျာ အဲ့ဒါသူလောကီဘက်မှာသမုဒိယပြီးအကြောင်းကထင်တယ် မှန်ပါပါဗျာ ဒုက္ခပြီးအကျိုးတရား မှန်ပါပါဗျာ အဲ့ဒါနှစ်ခုနဲ့ဖြစ်နေတယ် မှန်ပါပါ တို့လောကုတ္တရာပဲကြတော့မေဃပြီးအကြောင်းက မှန်ပါပါဗျာ တဲ့နိရောဓပြီးအကျိုးခံစားမှုထင် မှန်ပါပါဗျာ ဟင်ခုပဲလေလောကုတ္တရာဘက်မှာလည်းအကြောင်းနဲ့အကျိုးနှစ်ခုရှိတယ်သစ္စာနှစ်ပါးအကြောင်းသစ္စာအကျိုးသစ္စာတို့ဒီလောကီဘက်လည်းအကြောင်းသစ္စာအကျိုးသစ္စာတို့ဒီလေးခုပဲရှိတယ်ထင်တယ် မှန်ပါပါဗျာ အဲ့တော့တို့ဥပမာပြောကြပါဆိုရဲ့တို့ရဝက်သားစားဘူးကြတယ်မဟုတ်ဘူးလား သာဘူးပါဗျာ စားဘူးလား သာဘူးပါ အဲ့စားဘူးညာဟောတို့ငယ်စဉ်ကာလမိဘကကျွေးစဉ်ကာလပထမတစ်ချိန်မှာဝက်ဆိုတာဆွဲတာ မကွဲပါပဲဗျာ ဝက်သားကိုကြိုက်တယ်ဆိုတော့ပေါ်တာ မပေါ်ပါဘူး ပေါ်ရဟင်ပေါ်ရအဲ့ဒီဝက်သားနဲ့ဝက်သားမှာရှိတာကတို့ပါတယ်နဲ့ဟိလေတတ်တယ် မှန်ပါပါ အစီကလေတတ်ဟုတ်ကလား မှန်ပါပါ လေတတ်မိတတ်သူအခါကော မှန်ပါပါ တောင်မဝက်ပြီးခင်းနေတယ်သူ့တော်ပြစ်မှန်တာပြောလို့ရှိရင်ကြားနဲ့ဝက်နဲ့များတောင်းနေလို့ရှိရင်ဝက်ကူတာပြရမယ်ကြားပြဖို့မလို့ပြ မှန်ပါပါ ဟင်ဝက်ကူကြည့်ရင်ဝက်ကတခါတည်းညံတာဟုတ်ပဲရှူးဆိုတခါတည်းထိုးကြည့်တာကြားပါသူတဲ့ဟုတ်ကလား မှန်ပါပါ အဲ့ဒါလေးဆောင်နဲ့တတ်ပြီမဟုတ်လား မှန်ပါပါဗျာ ဝဲလေ မှန်ပါပါ ပြီးတော့အပြစ်တတ်တိရှိတဲ့တော့သူ့မှာအခုရှိတယ် မှန်ပါပါဗျာ ဟုတ်ကလားဟိ မှန်ပါပါ အဲ့တော့သူကဒီသောကောင်ဝါရောကောင်ကရိယာမဟုတ်လားဒီသောကောင်ဝါရောကောင်ကိုအဓိကထားပြီးမွေးထားတဲ့တတ္တဝါတစ်ကောင်မဟုတ်လား မှန်ပါပါ အဲ့တော့တို့ဒီသောကောင်ဝါရောကောင်အားကြီးတဲ့လူပုဂ္ဂိုလ်ဒီအဲ့ဒီတတ်တာကမှရမှာမဟုတ်လား မှန်ပါပါဗျာ ဟင်ဒီသက်ဒီသက်ထည့်ရတယ်မဟုတ်လား မှန်ပါပါဗျာ အတူတူပဲတင်လေ မှန်ပါပါဗျာ ဟင်အတူတူပဲဒါထည့်ရတာပဲအဲ့တော့ထည့်တော့တို့ပထမတစ်ချီထည့်တာဒီလေးဝိ မသိပါဗျာ ဟင်ဒုတိယတစ်ချီတို့ထည့်တယ်ဒီလေးဝိ သိပါဗျာ တို့ဒီလိုအထာပေါင်းများစွာအဖပေါင်းများစွာအနာပေါင်းများစွာစားခဲ့ရင်ဝက်ပြီးကောင်းပြီဆိုတာမပြောဘူးလား သိပါပါဗျာ ဟင်ကိုယ်တိုင်လူမှန်းသိကြလို့တောင်းနိုင်ရမ်းနိုင်တဲ့စေကြတော့အမေကျွေးဆောင်လေးကလား မတော့ပါဗျာ ဟင်စောင့်တော့ဘူးဗျဟင်ဝက်သားပြီးတောင်းတော့မှာဗျ မှန်ပါပါဗျာ ဟုတ်ကလားဗျ မှန်ပါပါ အဲ့တော့ဝက်သားသားတဲ့အကျစ်ပန်းလာဘူးလား ပါပါဗျာ ဝက်သားသားဖို့ရပဲပြီးတဲ့ငင်ငေါပန်းလာဘူးလား ပါပါဗျာ ဟင်ဝက်သားသားလို့တဲ့ပုံမှာသိကြလို့ကြီးနေတဲ့ဝါသနာကိုပန်းလာဘူးလားအဲ့ဒီမှာရင်ဇေရိုက်ရဲ့ငင်ရဲ့ဝါသနာရဲ့ပေါ်လာပြီ မှန်ပါပါဗျာ အဲ့သမုဒိယလောကပါနေတာ မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါ သမုဒိယဆိုတာပါဠိစကားဗမာလိုကောင်းကောင်းကြီးဖြစ်အဲ့ဒီဝက်ပေါ်ကောင်းကောင်းကြီးဖြစ်ဟင် မှန်ပါပါဗျာ ဝက်သားသားတဲ့အကျင့်ကိုကောင်းကောင်းကြီးဖြစ်နေပြီဟုတ်ကလား မှန်ပါပါဗျာ အဲ့ဒီဝက်ဘာဖြစ်နေလဲဒီဝက်သားကတော့နောင်ပါဖြစ်နေပြီဝက်သားသားဖို့ရရင်အတိတစ်ခုတည်းပဲရှိတော့တယ်ဝင်းနေလေဟင်ဝါဒနာဆိုတာအဲ့ဒီဝက်ဆိုတဲ့ပညာပေါ်မှာမိမိသိခိုးအိတ်နေပြီအစွဲက မှန်ပါပါဗျာ ဟင်အဲ့ဒါကောင်းကောင်းကြီးဖြစ်နေတာသမုဒိယမဟုတ်ဘူးလား မှန်ပါပါဗျာ ဟုတ်ကလားဗျဆက်ဖြစ်နေပြီဖြစ်နေလို့ရှိရင်ဒီဝါသားသားဖို့ရအတွက်
ငယ်သူဖြစ်ရင်မိခင်ပူစားတဲ့ဒုက္ခမရှိဘူးလားမိခင်ကဝယ်မကျွေးနိုင်လို့ဖယုံပြီးညချက်ကျွေးရင်ဘယ်လိုနေမလဲလားမကျင်တော့ပါဗျာဒုက္ခလည်းလားမလားမှန်ပါဗျာဟင်တာကျင်တာကဟောဝက်ဖတ်ဗျာဟိုကဖယုံပြီးကျွေးပါဗျာမှန်ပါဗျာဟင်ဟောတာကျင်တာကဝက်ဗျာဟိုကကြက်ကျွေးနေဗျာမကြိုက်ပါဘူးဟင်အိမ်ငါလည်းမကြိုက်တဲ့ဒုက္ခလားဟုတ်ပါပဲမှန်ပါဗျာနှုတ်တို့လူသားမြောက်လာတဲ့ခါလာကျတော့ဝက်သားစားဖို့ရအတွက်ငွေမချရဘူးလားရှားပါဘူးအလကားရဘူးရပါပါငွေရှာတဲ့ဒုက္ခမရှိဘူးလားရှိပါဗျာငွေမရရင်ဟောချမ်းသာမလားမချမ်းသာပါဘူးချမ်းသာဗျာငွေရှားတဲ့ဒုက္ခရှိတယ်ငွေမရတဲ့ဒုက္ခလည်းပေါ်မှာပေါ်ပါဗျာဟင်ငါပေါ်မှာဗျာပေါ်ကြောင်းမှာဗျာဒါကငွေရလာတော့ဟောဝတ်သားဆိုင်ကိုပြင်းဝယ်ရတာဟောရှိပါဗျာချမ်းသာထားလားမချမ်းသာပါဗျာဟုတ်ကလားမှန်ပါဗျာငွေရှားတဲ့ငွေရှားပြီးဝတ်သားဆိုင်သွားရအောင်ဝတ်သားဆိုင်ကယူလာခဲ့ပြီးအိမ်ရောက်တော့ချက်ချင်းဖြစ်သလားဗျာမလေးပါဗျာဒီလိုတော့ဖုံးအောင်ဗျာဟုတ်ပါပါဗျာချမ်းသာထားလားမချမ်းသာပါဘူးဟင်ချမ်းသာဘူးဗျာအဲဒီအနေတကာကိုပြင်ဆင်ပြီးလူနပ်ပြီးခင်းဖြစ်အောင်အသားကလေးခင်းဖြစ်အောင်မလုပ်အောင်လားဗျာဟုတ်ပါပါမီးလောင်ခံလို့ဟုတ်ဦးဘီခံလို့သုံးလို့လားသုံးလို့ပါအဲဒီမိဘူးထဲမှာကိုဖြစ်နေတဲ့ဒုက္ခတွေတော်တော်များဗျာအဲဒီဝသားညှိုးတစ်ခွက်ချက်ဘူးဘယ်လောက်များမထင်လို့ရပါဘူးဖြေချာမယ်ဒုက္ခကိုပါပါဖြေချာမယ်ဒုက္ခကိုပါပါဖြေချာမယ်ဒုက္ခကိုပါပါအဲ့ဒါကြီးစောင့်ပြီးတော့ချက်နေရတဲ့ဒုက္ခကိုပါပါအဲ့ဒါဒီဒုက္ခတွေမဟုတ်ဘူးလားဒုက္ခတွေပါဗျာဟုတ်ပါမလားခင်ဗျာရှိရနေတဲ့လိမ့်ကြီးလားခင်ဗျာကိုကြိုက်ကူသားညာလေးချက်နေရတာဘာသာဒုက္ခကဒုက္ခဖြစ်နေမှာအဲ့လိုဒုက္ခတွေထဲမှာဒုက္ခတွေထဲကိုကြိုက်တာလေးလုပ်နေရတာခင်ဗျာကြောင်တဲ့တယ်အဲ့ဒါကဒုက္ခရှင်လို့ပါဟုတ်ပါမလားဗျာခင်ဗျာတို့လောကဟာကြီးယူပြောတာရဲ့ဒီရှိရတဲ့ခါကြီးอ่ะဟင်အဲ့ဒါပြီးတော့တို့ဟိုကြက်လာတော့ဦးတွေကနေပြီးပကံတွေကိုမခရဘူးလားရပါဗျာအဲ့ဒါတို့ဟိုတို့သားမနေရသည်မယူရဘူးလားမှန်ပါအဲ့ပကံတွေဟာကိုခွတ်သေးမသေးရဘူးလားအဲ့မနေရဘူးလားအဲ့လဲပြီးမမြောက်ရဘူးလားအဲ့မခွန်းရဘူးလားဝါမပေးရဘူးလားမျိုးမချရဘူးလားတို့ချမ်းသာပါပဲဟင်အဲ့ဒါဒီဝတ်ဖက်ကလေးတစ်ဖက်ကားမှုလားဟိုငွေသွားရှာတာခြေတော်ပေါ်နေညမရပါဘူးဝတ်တော့ဝယ်တော့လက်ပေါ်နေညမရပါဘူးသတ်ပေါ်နေညမရပါဘူးသင်ဒီသတ်ပပလေးတစ်ပေါက်အတွက်ကိုရှိတဲ့ခန္ဓာကိုအကုန်လုံးဝိုင်းလုပ်ပြရမှန်ပါပါဗျာဟင်တို့ချမ်းသာမှာဗျာမချမ်းသာပါဘူးဟုတ်ပါမလားဗျာသူပြောလို့ဒီမှာပါဗျာတို့ချမ်းသာတဲ့ထင်တာပဲဘူးကျိတ်ခါလေးသားမရတာသိသားမထုတ်ရင်ချမ်းသာတယ်ထင်ပါတယ်ဗျဟိုမှာခင်ဗျာဘယ်တော့မှသိသားထုတ်ခဲ့တာလို့ဘယ်တော့မှထုတ်ခင်ဗျာဟင်တို့ဘယ်တော့မှထုတ်ပါလိမ့်လို့ဟင်တခါတည်းဟိုကြိုက်တာကအဲ့ဒီအသွေးသိကားဗျမှန်ပါပါဗျာစားရတာဒုက္ခနဲ့ယုတ်ကားဗျမှန်ပါပါဗျာဟင်သူအားမရမချင်းစားရတာပိုက်ကြီးကိုတခါတည်းပူလို့ကေလို့ဗျဟင်စားပြီးတော့အင်းလို့နေလို့ဟင်အဲ့တော့ကြိုက်သိကဝန်ခံသလားဗျဘယ်သူဝန်ခံရတော့ဗျယုတ်နဲ့ယုတ်ကဝန်ခံပါဗျဟင်ကိုလည်းသိဝန်ခံပြီမှန်ပါပါကြိုက်တာတော့သူကိုကြည့်ကြည့်ပါပြီသူဝန်ခံမှန်ပါပါအဲ့ဒါကြီးတင်ညာလုံးကြီးဒီတိုင်းနေတာဟင်နောက်ရမနေ့ကျတော့တခါတည်းသူကဟိုဘာလို့ထွက်ဖို့ရချက်ပြတယ်မဗျရပါသူပြန်ဖို့ဆိုတော့ဘယ်လိုပြန်ဖို့ရပြန်တော့ဖို့ဟာရတော်လေးမွေးမှာပဲမှန်ပါဘယ်လိုကောင်းထားလားမကောင်းပါဘူးဟင်တော်မွေးမှာရဦးရအတိုင်းမှာဗျာဦးရအတိုင်းမဟုတ်ဘူးလားမဟုတ်ပါဘူးဟင်ဟုတ်ဘူးလားမဟုတ်ပါဘူးခင်ဗျအဲ့ဒါပဲဦးရဟာထဲတာပဲဦးရဟာထွက်လာတာပဲခင်ဗျဦးရအတိုင်းကြည့်ရမှာပေါ့ခင်ဗျဘာလို့မကြည့်ရမှာလဲခင်ဗျဘာဖြစ်လို့လဲဦးရတဲ့ချာအတွေ့အကြုံတခြားဖြစ်သွားလို့ဘယ်နဲ့တခြားမှာလို့ပြတာကြီးပဲတဲ့တဲ့ဥစ္စာပဲခင်ဗျကောင်းလို့တို့ဘာလို့ဗရညာဝင်ယူချဗျာပြန်ထွက်လာဗရညာထင်တယ်အဲ့ဒါတော့ဗရညာပါရွှေယူချလားပြန်ထွက်ရွှေမဟုတ်ဘူးလားဗျာရှိပါဗျာဟိုဟုတ်တာဆိုဟုတ်တဲ့တိုင်းထွက်တာပဲဗျာအခုဒါကောင်းတာဖြစ်ခဲ့ရင်ကောင်းတာပဲထွက်ရမှာပေါ့မကောင်းတာမကောင်းတာဆက်တော့ပါခင်ဗျာမဟုတ်တော့ဗျာကောင်းတာမို့ကောင်းတာတွေ့ရမှာပေါ့ဗျာခင်ဗျာညညမမဦးစားနေရတယ်ဟိုတော့ပါရဲ့တဲ့ချစ်ဘူးမခင်ဗျာလုပ်တာတဲ့ဟင်အကျန်တာလေးခင်ဗျာပြောတာနဲ့တော့ဝတ်တမ်းပါရဲ့ချစ်ဘူးပဲဟင်
တုတ်ကောင်းတာဆိုပြီးထင်ပြီးထဲဒါထွက်လာတယ်ကြီးခဏအဲ့နောက်ဆုံးကသူ့ဖြေတယ်လေဟင်အဲ့ဒုမသားပဲထားကြည့်တုံနေရလားဘာဖြစ်လာမလဲဟုတ်ဘူးလေအပြင်မှာပုံမှာသုံးပါပဲမပုတ်ပါခဏတော့ဒီလိုခဏဝတ်သားတော့ခဲမမှုပဲနဲ့ခဏဘောကောင်းကောင်းဟင်တော့ဒီတေတော့ဒုက္ခရောက်ပါပြီဒီလိုတော့ဟင်အဲ့တော့ဒီမာတွေဝတ်သမှုရတော့ဝတ်ဒုက္ခရီအဲ့တော့တို့ဒီကိုကြိုက်တာကိုတစ်ထပ်သားရင်အစွဲနာမလားကြော့သွားမလားနာပါဗျာဒါရင်ဒုတိယတစ်ခါမကြိုးစားဘူးလားကြိုးစားမှာတတိယတစ်ခါမကြိုးစားဘူးလားအဲ့ဘယ်နဲ့6လောက်ကြိုးစားမှထင်တော့အဲ့ဒီမှာဝတ်သားသားတဲ့အကျင့်ကဘယ်လောက်အားကြီးလားကြီးပါဗျာဝက်သားဖို့ရအတိရောဝက်ဆိုတဲ့အတိကလောလို့ပါရှိသေးလို့မရှိပါဘူးအဲ့ဒီငင်ကတော့ဘယ်လောက်ကြီးလာမလို့ကြီးပါဗျာပြီးတော့ဒီဝက်ဆိုတဲ့ဘောအစွဲတဲ့ဒီအိမ်နေတာကောဘယ်လောက်ကြီးလာမထင်လို့ကြီးပါဗျာကိုသားခဲ့တဲ့အကျင့်နဲ့အညာဝါခဲ့တဲ့အချက်နဲ့အညာမှန်ပါပါဗျာဟုတ်ကလားဗျာမှန်ပါပါအဲ့တော့တို့သားနေတဲ့နေရာလေးကြီးဟောတို့ဟိုပါတော့ဝက်သားကိုသားတော့ဘယ်သိနဲ့သားတယ်ဝက်သိနဲ့သားပါဟုတ်ကလားမှန်ပါဗျာခဏမဟုတ်ကဟုတ်ကဗျာခင်ဗျာဟင်ခင်းစားပါဗျာခင်ဗျာဝမဟုတ်ဘူးဝတ်သားမှလည်းစားတော့ဝတ်သိပါဗျာဟုတ်ကလားမှန်ပါပါဗျာဟုတ်ဟင်းမဟုတ်ဘူးလားရတာခင်းတော့ခင်းပါဗျာဒါပြီးလို့ခင်းရလို့မအလီမီတာပဲနဲ့ဝတ်သားစိမ့်နဲ့စားဟောဝက်သားဟင်းဟုတ်ကလားမှန်ပါပါဗျာအဲ့တော့ဒုက္ကူကြီးကဝက်ကူလားလူကူလားလူကူပါဗျာစိတ်ကပါစိတ်တော့ဝတ်သိပါဗျာဗျာခင်ဗျာဝက်ကိုလည်းလူသိရလို့မဟုတ်သေးပါဘူးဗျာလူရုပ်ပဲလူကိုလူသိဖြစ်ရမှာပေါ့ဗျာခင်ဗျာမဟုတ်ကောင်းကကြီးဟင်အဲ့ဝက်ကိုလည်းလူသိတဲ့ကဲဟုတ်ကလားခင်ဗျာတို့ကျန်တာရောဒီတိုင်းမလားကျုပ်တော်ဘူးခင်ဗျာတယောက်တည်းနေမှာကျန်တာမဟုတ်ဘူးတဲ့ခင်ဗျာရင်းနေတဲ့ဟင်ဟောကိုကဝက်ကိုဗျာကိုကတော့လူရုပ်ကြီးဗျာစိတ်ကဝက်သိအဲ့ဒီချက်အဲ့ဒီမှာရင်ပေါင်းနေကြပြီမှန်ပါပါအဲ့တော့တို့ဒီနေရာမှာပြောလို့ရှိရင်ပေါ့ကွယ်ဓမ္မတူတဲ့လူတွေကအမျိုးတစ်မျိုးပေါင်းတဲ့ဆိုပါတော့တို့တရုတ်လူမျိုးနဲ့ပမာလူမျိုးသတ်ချင်းတူလားမတူပါဘူးအဲ့ဒီနေရာမှာမတူတဲ့လင်မယားနဲ့ပေါင်းရင်ဝေးလာတဲ့သာသမီတွေအာကြီးတစ်ဖက်ပါမှန်ပါပါဗျာတကယ်ကြီးဗမာဘက်ကအာကြီးရင်ဗမာရုပ်ပေါက်မှန်ပါဗျာတကယ်လို့တရုတ်ဘက်ကအာကြီးရင်တရုတ်ရုပ်ပုံခံပေါက်မှန်ပါပါဗျာအဲ့တော့ဒီမှာလူကိုနဲ့ဝက်စိတ်ဘယ်ဘက်ကအာကြီးဝတ်သားမြတ်ဆိုဝက်စိတ်ကအာကြီးပါဟုတ်ပါမလားဗျာခင်ဗျာမောကဟုတ်ကလုပ်ပြီခင်ဗျာပြောအောင်ပဲဟင်ကိုကတော့ဟောလူကိုလားစိတ်သားဝက်စိတ်ကြားဟောနှစ်ခုပေါင်းနေပြီဒီမှာဟုတ်ကလားမှန်ပါပါအဲ့ကျွန်တော်နှစ်ခုပေါင်းနေပြီအဲ့နေရာမှာဝက်ဘက်ကိုစီအာကြီးရင်ထွက်လာတဲ့ဒီဆွဲကဖြစ်လာတဲ့ဘဝတွေဝက်ပဲဖြစ်တော့မယ်မှန်ပါပါသူမဖြစ်နိုင်တော့ဘူးဖြစ်နိုင်ပါပြီဟင်အဲ့တော့ဝက်သားပါတာကန်းတယ်မှန်ပါပါဝက်သားပါတဲ့အတိုင်းဝမကူသားပုံလေးပေါ်လာမယ်ကာမနိမိတ်ထင်တယ်မှန်ပါပါဗျာဒီကနေ့ငါတော့ငါဝက်သားမစားခဲ့ရတာကြားပြီးအဲ့ဒီဆွဲလေးနဲ့ဝက်ဆွဲနေတော့ဆိုရင်ကိုရှိမှဝက်ကလေးတွေသွားနေပုံလေးတွေဝက်မှကြီးတကူနဲ့ပြောပါနေပုံလေးဒါလေးမြင်နေတော့ပီတိကြနေတော့တို့အသက်ထွက်သွားတယ်ပြန်ရောက်မလို့ဝက်ရောက်တာချစ်ချင်လားဗျာမချစ်ချင်ပါဘူးအဲ့ဒီဝက်ဒီအသားကပို့တာလားအစွဲကပို့တာဆွဲပါဗျာဟင်သမုဒိယကြောင့်ဝက်သမုဒိယကြောင့်ဟောဝက်ဘဝဒုက္ခခံရတော့မယ်ခံရတော့မယ်ရှိနေတဲ့ဝက်ဒီလည်းဒါမျိုးကြီးတယ်ပါမှန်ပါပါဗျာဟင်တခြားကလာတော့ဖြစ်တာမဟုတ်ပါဘူးအဲ့ဒီဆွဲကပို့တာဝက်ကပို့တာမဟုတ်နော်မှန်ပါပါသာခါတယ်ဝက်ကတော့သူ့အာယုကြီးအောင်သွားမှာပဲမှန်ပါပါဗျာဟင်တရုတ်ဒီဝက်ဖြစ်ဝက်ဒီတရုတ်ဖြစ်သူ့ရဲ့ဝက်တုံးနဲ့သူသွားတာမှာကလာပြီးနွားဖြစ်နွားပြီးကလာဖြစ်သူ့ခြင်းနဲ့သူသွားကြလိမ့်မယ်မှန်ပါပါဗျာဟုတ်ကလားတငါပြီးငါဖြစ်ငါပြီးတငါဖြစ်သူ့တုံးနဲ့သူသွားလိမ့်မယ်မှန်ပါပါတို့ဒီကတော့သူ့ဆွဲတာတို့ပို့တော့မယ်ဟုတ်ပါပါဗျာဟင်ဝက်ကြီးတဲ့တွင်နဲ့စားခဲ့တဲ့ဇယိုင်းဟုတ်ကလားမှန်ပါပါဝက်ကြီးတဲ့ပြီးနေတဲ့ညင်းမှန်ပါပါဒီအဲ့ဒါဝက်ဆိုတဲ့ပညာဆွဲပညာပုံမှာအဆွဲထိုင်းနေတဲ့ဝါဒနာသွားမယ်ဝက်ပါဗျာဟင်ဝက်တိပေါင်းဝက်ထဲရောက်မှာပဲမှန်ပါပါဟုတ်ကလားမှန်ပါပါအဲ့တော့ဝက်သားသားကချမ်းသာထားလားသိရပါပဲမိုးပေါ်ပြခမောကြောက်တော့မလားကိုကြိုက်တာပါနေရတာကောင်းတယ်မဟုတ်ဘူးလားဗျ
ဒါဒုက္ခမဟုတ်ဘူးလား မသိစိတ်နဲ့သွားပြီးတော့ပါဗျာ ဟုတ်ကလားကဲကိုတိတ်တာသားတာဒုက္ခပဲမဟုတ်ဘူးလား ဒုက္ခတော့ဒုက္ခပါ ဟင်ဒုက္ခကတော့ဒုက္ခသူဘာကမှဒုက္ခလာတော့ခဏကလည်းဟင် ခါလာမှာဒုက္ခပါ ဟင်ကဲခဏဝတ္တပါရချမ်းသာတာဆိုတတ်တို့ပြောနေတာပဲအဲ့တော့လောကီချမ်းသာမှလည်းဒုက္ခမှာဆို မှန်လားပါဗျာ ဒုက္ခမှာဆိုမှာခုနကဝတ္တပါရကဒုက္ခတွေထွက်လာတော့ပဲမလို့ဒုက္ခမှာဆိုမှာ ဒုက္ခပါဗျာ အဲ့ဒီတိုင်းပဲကုလက်တိဝဆွဲကဟောဝထဲရောက်ပြီ မှန်လားပါဗျာ အေးလဲနေတဲ့တံတရာပင်ကြီးနဲ့လေတာ မှန်လားပါဗျာ ဟင်အဲ့တော့ဝက်ဖြစ်ပြီလူဟာဖြစ်တဲ့ဝက်ပြဝက်ကဖြစ်တဲ့ဝက်မဟုတ်ဘူးပြဟင်သူတွေလူတို့နဲ့နှီးပါတယ်ဟုတ်ကလား မှန်လားပါဗျာ အဲ့ဒီကိုဆွဲတဲ့ရွာထဲမှာပဲဖြစ်နေမယ် မှန်လားပါဗျာ ဟုတ်ကလား မှန်လားပါ အဲ့တော့ဝက်သားသားကျင်လိုက်တာဝက်သားတော့မသားဘူးဝက်ရဲ့သားသွားဖြစ်တယ် မှန်လားပါဗျာ ဟင်ဝက်ရဲ့သားသွားဖြစ်ပြီအဲ့တော့ဝက်သားသွားဖြစ်တယ်ဝက်ရဲ့သားသွားဖြစ်တယ်ဆိုရင်သူခန္ဓာဒီဝက်ခန္ဓာတယ် မှန်လားပါ အဲ့တော့ခံစားမှုဝေဒနာဟောဝက်လူပဲဖြစ်တယ် ဝတ်လို့ပဲပါ လူလူဖြစ်ပါဦး မဖြစ်ပါဘူး မှတ်သားတာဟော ဝတ်လို့မှတ်သားမှာပါ ဒီတောင်းရစိုက်တာဟော ဝတ်လို့ကြောင်းကြဆိုင်မှာ သူရဲ့သုံးချက်တာဟော ဝတ်လို့ ဝက်လူပဲဆုံးကြမယ်ဝက်ခန္ဓာ၅ပါးရသွားတယ် မှန်လားပါ လူကြီးကသွားလို့လူခန္ဓာ၅ပါးပါသွားလိမ့်မယ်မထင်နဲ့ မှန်လားပါ ဟုတ်ကလား မှန်လားပါ ဟင်ဝမ်းမဲ့ဆိုကြတော့အဲ့တော့တို့ဝက်ဖြစ်ပြီးကိုကတော့လူတော်ဘာကရောက်တော့ကိုလူမိသားစုလေးနဲ့ဆွဲရင်အဲ့ဒီအိတ်ကြီးသွားမယ်အဲ့ဒီကိုမိသားစုကကိုကတော့အမှားရလို့သွားတာပဲကိုကအိမ်တက်ခံမှာမလား မခံပါဗျာ အိမ်တဲတော့ဝင်ခံမှာမလား ဝတ်မခံပါဗျာ အဲ့တော့ပြောပြီးတော့အုပ်ကိုနဲ့ပြန်သွားမှာဒီရဲ့ခွရှုတိုက်ခံအောင်လို့ခင်ဗျာ မှန်လားပါဗျာ ဟင်ခွရှုတိုက်ခံအောင်မခင်ဗျာအဲ့တော့ကိုပေါင်းတင်တဲ့လူမိသားစုနဲ့လူမိသားစုပြောပါဘာတို့ထမင်းဝိုင်းနဲ့ဝတ်သားရင်စားခြင်းလိုက်တဲ့ဆန္ဒတွေပြုပါမလား မဖြစ်ပါဘူး ဟင်ဒါဖြင့်ဘာတို့ပြီးဝီပြောဟောမဖြစ်နိုင်ဘူး ဖြစ်ပါဗျာ ကိုချစ်တာနဲ့ပွဲရပြီ မှန်လားပါ သွားပြီပွဲပြီထင်လား ဝတ်ပါဗျာ ဟင်ကိုကတော့ဝတ်သားဟင်းလေးနဲ့မိသားစုနိုင်နိုင်ထိုင်ထိုင်စားခြင်းလားကိုကဝဲရသားသွားဖြစ်နေကြ မှန်လားပါ ဘယ်ဘယ်တော့မှလူမိသားစုနဲ့ပေါင်းမရဘူးကြ မပေါ့ပါ ကိုကတတိယလို့သွားတော့ကလက်ခံလာကြ လက်မခံပါ ပြီးပြီးတော့လည်းကျွန်တော်သွားဦးဟင်အဲ့တော့ဟိုကြတော့ဟောဝက်ဖြစ်မှတော့ဝက်အုပ်ထဲနေရမှာဗျ မှန်လားပါဗျာ အိမ်မော်တရားမလားခြံကြီးတဲ့ထား ခံကြီးပဲထားမှာပါ ဟုတ်ကလား မှန်လားပါ အားခြံကြီးတဲ့ထားမှာဗျအိမ်မော်တော့ခဏတော့တက်ခံနေမွေးလေးနဲ့ထင်တယ်ဝက်လိုပဲထားမှာ မှန်လားပါ အဲ့တော့ဝက်အုပ်ဒီနဲ့ပေါင်းပါဘူးလား ပေါင်းလားပါ ဟင်ခုမတင်မကျေတော့ဝက်ဒီကတော့ဝက်ကြီးတယ်မစင်ကြဘူးကိုဟုတ်ကလားဗျ မှန်လားပါ ဟင်လူတွေကပေါင်းတရတာမျိုးနဲ့တူအောင်လားဟဲ့ တူပါဗျာ ဟင်ပေါင်းကျင်ပါမလားလူကဖြစ်တဲ့ဝက်က မပေါင်းပါဗျာ ဟင်တူမာစီပြတော်ဘုရားရဲ့တရားဟောတဲ့တစ်ခုတည်းပါတယ်ဟိုရဟန်းတစ်ပါးကပြန်ပြောတာလေသူနွားဘဝရောက်သွားတယ် မှန်လားပါ နွားဘဝရောက်တော့ခိုင်နွားကြီးပေါ့အဲ့တော့ဟိုကဟိုတခြားနွားနဲ့ပေါ့သူလည်းဖက်ခိုင်တဲ့နွားကအာဘုန်းကြီးနာဘုန်းကြီးနောင်သူပဲအဲ့တော့သူစလောင်းနဲ့သားတာကိုသူမခံနိုင်ဘူးတဲ့သူလည်းခွဲအဲ့တော့တခါတော့ကိုနွားကြီးကလည်းသူ့နွားချင်းတိုင်းပေါ့နာဘုန်းကြီးအဘုန်းကြီးနဲ့ဒီကလူကဖြစ်သွားတဲ့နွားကမခံနိုင်ဘူးသူ့နာနဲ့မခံနိုင်ခွဲအဲ့တော့ပိုင်ချင်းကနွားချင်းသိအောင်မပေါ်လာလို့သူ့ရိုက်တယ်ဗျအဲ့ဒါရဟန်းဘဝရောက်တော့ပြန်ပြောတာလို့ဆိုတယ် မှန်လားပါဗျာ အခုလည်းလူဘဝကသွားတဲ့ဝက်ကဟိုဝက်တင်နဲ့ခံနိုင်မှာမလား မခံနိုင်ပါဗျာ မခံနိုင်မဲ့သူဝက်ထဲဝက်ပဲဝက်လူနေရမှာပေါ့ ရမှာပါဗျာ ဒီလိုသူရင်အပိယိတံပြောဟောမဖြစ်နိုင်ဘူး လက်နိုင်ပါဗျာ ဟင်မချစ်တာတွေနဲ့သူပေါင်းရတော့မယ် ပေါင်းပါပါဗျာ ဟင်ပိယိပြောဟောလူတွေလည်းဟင်ကိုချစ်တာတွေနဲ့လည်းခေါ်ပါခဲ့ရပြီ ပေါက်ပါပါဗျာ ဟင်ချမ်းသာမှာနော် သိရပါဗျာ ဟုတ်ပါမလားဗျာ မှန်ပါဗျာ ဟင်ချမ်းသာမှာဗျာအဲ့ဒါတို့လူကသွားတော့ဝက်ဒီပါဗျာဟင်ဝက်ကသွားတော့ဝက်ဒီမရှိပါဘူးဗျာဟင်ဝက်ဆွဲသမားတွေသွားကြတာပါဗျာအဲ့ဒါကိုသူဝက်ဆွဲတွေပြောတာပါဗျာကျက်ဆွဲတွေလည်းဘယ်တော့ရှိမှမတော့ငါဆွဲနာဆွဲငါဆွဲတွေရှိကြအောင်ပါဗျာဟင်ငါမပါဘူးလို့ငါမထင်နေနဲ့ဗျာအခုပါတယ်ဟုတ်ဗျာ ပါပါဗျာ ဟင်အခုပါတယ်ဗျာအဲ့ဒီတဲ့ မှန်လားပါဗျာ ဟင်သွားမှာပဲတော့တို့သူကလူဘဝတုန်းကဝတ်သားတောင်းတဝတ်သားသားကျင်တာမဟုတ်လား မှန်လားပါဗျာ ကိုကြတော့ဝတ်သားသားမလားတရားသားမလား ကိုရသား ကျိတ်မလားဟိ မကြက်ပါဘူး အဲ့ရံပိဋကနာလပတိတံပိဒုက္ခကိုလိုချင်တာမရတော့ မှန်လားပါ ဘောမဲ့ဒုက္ခဟင်ဘောမဲ့ဒုက္ခတွေ့မဲ့ဒုက္ခခဏတော့
တွေ့မှအဲ့ဒီမှာကိုသားနေတာကဝတ်သားမှာကဖျားဟုတ်ကလားဗျာ မှန်ပါပါဗျာ တွေ့ဦးမယ်ဗျာဟင်ပြလူဘဝကမှမသိဘူးတွေ့ရင်ခေါင်းကြီးရှုပ်နေဗျာအခုဝတ်ဘဝများမသိဘူးတွေ့ရင်ဘယ်လိုနေဘူး ဟုတ်ပါပါဗျာ ခင်ဗျားလားဟုတ်ပါမလားဗျာဟင်ဘယ်နဲ့တော့ညဟင်ကောင်းတာလားဗျာ သူ့ဘဝနဲ့သူတော့ကောင်းမှာပါဗျာ ဟုတ်ကလားဟဲ့ မှန်ပါပါ ဟိုမခင်ဗျားတို့ဘောလည်းပြောမပေါ်ဘက်ကလည်းဟင်ခင်ဗျားတို့သမီးသားနာသူ့ဘဝနဲ့သူကောင်းတာပဲပြောမှာပဲခင်ဗျာ မှန်ပါဗျာ ဟင်သားမရပြီကိုသားကျင်တာကအစီအိမ်လေးထောပါစီစီဦးတွေသားနေရမှာမစင်လား မှန်ပါဗျာ တွေ့နေလက်ကားတဲ့ဝဲချန်တဲ့နေဟာဝက်ပိုင်ရှင်ကတောင်းနဲ့ခေါက်ရကျွေးကနေကြလာကြပြီဝက်ဒီတန်းပြီးဝင်လာပြီးသားဟေးအဲ့တော့ဝက်ဒီမှန်ကြတော့အဲ့ဒီဝက်ထောင်မှုကိုဒါအဖေဒါအမေတို့အားကိုတကြီးလေတော့ဝက်ထောင်မှုကဖေးကလေးဘေးတိုင်းလို့ဒီကောင်ကြီးဝါကူဆိုရင်ဒီကောင်ကြီးတတိယဆိုရင်လည်းဘယ်နဲ့တော့ခံမယ်ကိုကသူများသွားကြမှာတော့ မှန်ပါပါ ကိုလည်းကြံတော့မယ်ဝိပက် မှန်ပါပါ တာမနော်ဟင်သူကဝက်ထော်မှုကမနှုတ်တော့ပေးရဟေးခဏအကြီးဒီတော့ဆိုရမယ်လာတော့မှတတိပေးတော့မှခင်ဗျားတို့ မှန်ပါပါ ဟင်အဲ့တော့တို့ကပါတော့အသားကိုသွားခုတ်တာတယ် မှန်ပါပါဗျာ ဟုတ်သူများကိုဝက်ထောင်သမားကတို့အချိန်လေးတလောက်ရှိတဲ့ဝက်ကြီးကိုတတ်ပြီးတော့တခါတည်းတို့လူတွေကိုဝက်မှန်းမသိအောင်ကိုထက်လိုက်တယ်ထင်တယ် မှန်ပါပါဗျာ အမိုးလေးနဲ့နှုတ်ပြလိုက်ပြီး မှန်ပါပါ တခါတည်းခေါင်းတခြားမိတခြားအကုန်လုံးနှုတ်လိုက်ပြီးအသားကိုအသားလေးပဲအဲ့ဒီမှာတို့တပိတ်တာဝဲလာအဲ့ဒါကိုစိတ်နေတော့မတုံးနေနေတာဘယ်စိတ်နဲ့တုံးလဲ ဝတ်တဲ့ဝတ်စိတ်နဲ့တော့မှာဗျာ အသားဗျဝက်ဘေးကြီးဗျဝက်ထောင်မှုတပ်ပြီး အသားစိတ်နဲ့မတုံးပါဗျာဒါလို့ဝတ်သားဆိုတာနဲ့တုံးတယ် ဟုတ်ကလားဟိ မှန်ပါပါဗျာ ဟင်ဟုတ်ကလားဟိ မှန်ပါပါဗျာ ဘယ်စိတ်နဲ့တုံးမလဲတို့ဘယ်စိတ်နဲ့တုံးထားတယ်လဲတို့ဘယ်သူမှလုပ်ကြတော့ဘူးတို့တုံးမှုမပေါ်ဘူးလေမတုံးလို့တို့ရင်းနေတာနေမှာဟင်ဟောဝက်တော့တို့ဝက်ထောင်မှုသားတို့ပြီးပြီမဟုတ်လားရှိသေးလို့လား မရှိပါဘူး အဲဝက်မဟုတ်တော့ဝဲရုပ်တော့မပေါ်တော့ဘူး မှန်ပါပါဗျာ ဟင်အသားပဲရှိတော့တယ် မှန်ပါပါ သူ့မှာဝက်လူခံစားနိုင်တဲ့ဝိရမှာသူ့မှာမရှိတော့ဘူး ရှိပါဗျာ မှတ်သားနိုင်တဲ့ပညာလည်းသူ့မှာမရှိတော့ဘူးအဲဝက်လူတောင်းရတဲ့လည်းဒီခါလည်းသူ့မှာမရှိတော့ဘူးဟင်ဝက်လူသုံးတတ်နေတဲ့ဝိညာဉ်လည်းသူ့မှာမရှိတော့ဘူးအသားပဲတို့တော့ဒုစိတ်ကဘယ်ဟာနဲ့တုံးလဲဟုတ်ကလား မှန်ပါဗျာ သားတော့ ဝတ်သားစိတ်နဲ့စားပါဗျာ အဲ့မှာလာတော့မယ်ကိရိတာကိုချုပ်က မှန်ပါဗျာ တို့ကြည့်ပြီးတော့လေတို့ခုနကဝက်ချန်တဲ့သားမျိုးကဝက်ထောင်မှုကစိတ်ကူးတယ်လို့ဝက်ထောင်မှုကကျတော့တို့ကိုဝက်လုပ်ပြီးတတ်တော့မနော် မှန်ပါပါဗျာ ကိုကတော့ဝက်မဟုတ်တဲ့ဝက်ရုပ်ကိုဝက်လုပ်တတ် မှန်ပါပါဗျာ တို့ကြတော့ဟုတ်ကူတတ်ခံရ မှန်ပါပါဗျာ ဝက်ထောင်မှုတချိတတ်ခံရမယ်ဒါဒီအင်ချင်မာရီယာတို့တပိတ်သားလာငါတပိတ်သားလာနဲ့ပြင်ပြီးတော့တို့တုံးနေနဲ့ သုံးပါပါဗျာ ဒါပြီးတော့မီးပြင်းထိုးချက်လို့ချက်လိုက်နဲ့ မှန်ပါပါ အကုန်လုံးကတို့ဝက်သူတဲ့စိတ်နဲ့စားကြတယ်ဦးမယ် မှန်ပါပါဗျာ ဟင်သွားလိုက်နဲ့ကိရိတာကိုကံမဝူတာကောဟင်တတိတန်းကြီး မှန်ပါပါဗျာ အဲ့ဒါဒီဝက်သားသားကြီးနဲ့သမုဒိယကပို့တယ်ဝက်ဒုက္ခမဟုတ်ဘူးလား မှန်ပါပါဗျာ ဟင်ဟုတ်ကလားဟိ မှန်ပါပါ အဲ့သမုဒိယနဲ့ဒုက္ခမျက်ရှိနေတယ် ရှိပါဗျာ သမုဒိယနောက်မှာဒုက္ခတခုပြင်းတခုသမုဒိယမှာတခုဒုက္ခဒုက္ခနာကင်းလို့ မကင်းပါဗျာ ဘယ်နာမှကင်းဒီနည်းနဲ့တို့လာခဲ့ကြတာတင်လေ မှန်ပါပါဗျာ ဟင်အဲဒီနည်းနဲ့လာခဲ့ကြတာဒီဘောတဲ့သူတုံးနဲ့တုံးသမုဒိယနောက်တဲ့ဒုက္ခတမေရီဘောသမုဒိယနဲ့ဒုက္ခကျုပ်ဝေဒီတော့မှာဟောဒီဟာကင်းမလားဟိ မကင်းပါဗျာ ဒီကွန်တေရမှာဟော မကင်းပါဗျာ သေးလေးလေးမှာဟော မကင်းပါ အ ဗျာ ထေရောမှာဟော မကင်းပါ ဘယ်မှာကင်းအိမ်ရောတိုက်တန်းလေးအိမ်ကိုအတုံးဆောက်အကုန်လုံးသမုဒိယနဲ့ဒုက္ခရှိတယ် မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါဗျာ အဲသမုဒိယနဲ့ဒုက္ခရှိရင်မက္ခနဲ့និရောဓပဲရှိမှာပေါ့ မှန်ပါပါ မတုံးတာပဲရှိ မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါ အဲ့တော့တို့ဒီသမုဒိယနဲ့ဒုက္ခဒီနှစ်ခုနဲ့အသေးသွားနေကြ မှန်ပါပါဗျာ ဟုတ်ကလား မှန်ပါပါ အဲ့တော့တို့သမုဒိယဆိုတဲ့ဒီကြိုက်ဆွဲတနာကြီးကိုတော့ဖြင့်တို့ပါတော့အစွဲလန်းဥပတ္တံကိုမှာပေါ့ကွယ် မှန်ပါပါဗျာ ဟင်
ကြိုက်ဆွဲဆိုတော့ဥပါဒာနဲ့ထုတ်မှတင်တယ်ဟိ မှန်ပါပါ ဒုက္ခဘသူကြိုက်တော့ဟိ ဘယ်လိုမှကြိုက်ပါဗျာ အဲ့တော့မကြိုက်ဆွဲဥပါဒာနဲ့ဒုက္ခကိုထုတ်မယ်တင်တယ်ဟိ မှန်ပါပါဗျာ ဟိအဲ့ပထူချာကြီးနှစ်ခုနဲ့ထုတ်ပြီးတော့တို့ဘာလို့အစွဲလန်းဆိုတဲ့ဥပါဒံဆိုတဲ့ဘဝသဘောကြီးရောမရှိဘူးလား သိပါဗျာ သဘောကြီးနဲ့ထမ်းဒါနဲ့တို့ငါပြည်လို့ခေါ်တဲ့6ရွာကိုရှောက်ပြီးအာကူရှာတာဘယ်နှယောက်ရခဲ့တော့ မရခဲ့ပါဗျာ 6ရွာလည်းသုံးပြီးတင်တယ် မှန်ပါဗျာ ဟင်လူပုံစံလောကနဲ့ပြီးတဲ့6ရွာကိုတော့တက်ခဲ့ပြီးတင်တယ် တော့ကျက်ခတ်ပါဗျာ မရအာကူတော့ဟောမရသမုဒိယမရဒုက္ခနောက်ဆုံးကိုရင်မရသိသွားတယ်ဒီစိတ်မမော့ကြံနေရအာကူရခဲ့သလား မရပါ အဲ့လေဆွဲသူကအာကူရမလား မရပါ သာဆွဲသူက မရပါ သမီးဆွဲသူက မရပါ ဘုံဘိန်းဆွဲသူက မရပါ အဲ့နတ်ပြည်မှာတော့သူဘာအာကူရခဲ့တော့ မရခဲ့ပါဗျာ သမုဒိယလူတိုင်းကြိုက်တယ်အဲ့တော့လောဘဆိုတဲ့ပစုချမ်းကြီးနဲ့ထုတ်ဟုတ်ကလား မှန်ပါ ဒုက္ခဘူးမှကြိုက်ဘူးဒေါသဆိုတဲ့ပစုချမ်းကြီးနဲ့ထုတ်ဟုတ်ကလား မှန်ပါဗျာ အဲ့ဒီစာနဲ့ထုတ်ပြီဥပါဒံဆိုတဲ့ကြိုက်ဆွမကြိုက်ဆွသဘောကြီးနဲ့ထမ်းဟုတ်ရ မှန်ပါဗျာ အဲ့နတ်ပြည်၆တာလည်းသူ့ဆုံးခဲ့ပြီ တော့ခဲ့ပါဗျာ ဒီတဲ့သူတစ်ထင်းလောကဖြစ်တဲ့ဓမ္မပြည်ကိုမတက်ခဲ့ဘူးလား တက်ခဲ့ပါဗျာ ဘာအာဘူးရခဲ့တော့ အားလုံးမရပါဗျာ ဒါကတော့သူရန်ကုန်မြို့တွေကတစ်ထင်းတွေပေါ့ပဲ မှန် တ ပါ တိတွေကဒီဘက်ခန်းကဓမ္မတိုက်တယ်ဟိုဘက်ခန်းကကြည့်နေမှဖြစ်တယ်ကိုယ်ကဖိန်ကြည့်ဦး မှန်ပါပါ သူဟာသူသေးနေတတ်နေတယ်အဲ့တော့သူကကိုယ်ဟာလေးနဲ့ကိုနေတဲ့အခါကို မှန်ပါဗျာ တို့ဆင်းရဲသားရပ်တော့သူ့အိမ်နဲ့တကားဖွင့်ကိုယ်အိမ်နဲ့တကားဖွင့်သူ့အကြောင်းရှိတဲ့ကိုယ်အကြောင်းရှိတဲ့သူကထင်တယ်ဟိ မှန်ပါပါဗျာ အဲ့လိုနဲ့တို့အပယ်လေးွာဆိုတဲ့ဆင်းရဲသားရပ်ဖွင့်တဲ့တို့ဆင်းခဲ့ပြီးပြီ ပါဗျာ အဲ့ဒီထုံကြီးနဲ့ထုံနဲ့ မှန်ပါပါဗျာ အာကူလိုက်ရှာတာတွေ့ခဲ့လား မတွေ့ခဲ့ပါဗျာ ဟုတ်ကလား မှန်ပါဗျာ ဒါလည်းသေးစားရဖို့မနေတာပေါ့ကွယ်အဲ့တော့ဒီဝါရေးလုပ်တဲ့ကိုယ်ွယ်ဘာတော့ကိုယ်ွယ်ပွဲသားပေါ်တဲ့လူဘဝတင်တယ် မှန်ပါဗျာ ဒါလူဘဝကအကျိုးနဲ့လုပ်တဲ့နေရာ မှန်ပါပါဗျာ ညရင်လည်းသွားကြပေါ့ရှုံလည်းသွားကြအောင် မှန်ပါဗျာ ဒါဒီဝါလုပ်တဲ့ဒီဝါရေးတုံတင်တယ် မှန်ပါပါဗျာ ဒီမှာလာပြီးတို့အခုပါဖို့ရှာတော့ဟောရပါလား မရသေးပါဗျာ နောက်ဆယ်နှစ်လောက်ဆိုတော့ရတာမဟုတ်ပါနဲ့ ရအောင်ကြိုးစားရရတော့ ဥပမာဗျပြန်တို့ပါရတော့ပြီးခဲ့တဲ့အချိန်ကြီးပါရခဲ့တော့ ဘာမှမရခဲ့ပါဘူး ကိုကထားပစ်ခဲ့ရတာရှိတယ်လို့သူကထားပစ်မှလည်း မှန်ပါဗျာ သူလည်းမထားဘူးကိုလည်းမထားဘူးဆိုအလိုလိုပြည့်စည်မှရှိ မှန်ပါဗျာ ဟုတ်ကလားဟိ မှန်ပါ ကိုတော့ရင်တို့မတော့ရင်တို့အလိုလိုပြည့်စည်တာလည်းရှိတယ်ဘယ်လိုအားဘူးဒီတိုင်းပဲဆက်နေကြမလား နေရပါဘူး ဘယ်လိုဒီတိုင်းပဲဒီထောထုံကြီးမထုံထမ်းပြီးဒီတိုင်းပဲဆက်သွားနေကြမလားတို့ဘူးဒီနေ့ဟုတ်ကဲ့တို့ဒီတိုင်းပဲသွားမှာပေါ့ သွားပါ မတော်ပါဘူးထိုင်နေမှာပေါ့ဘာလို့မလို့မတော်ထိုင်နေမှာလားဘာလို့မလို့ဆက်သွားမှာပေါ့အဖွားဒီနေ့နဲ့ဖြစ်တယ်ဘယ်လိုသင်ဖြစ်လဲဘယ်လိုဘဝဆက်တိုင်းပဲနဲ့အဲ့လိုလား ဟုတ်ပါ အာမဟုတ်ဘူးတဲ့အဖွားဒီကြာပါဦးမလားအဲ့တို့ဒီတိုင်းနဲ့ဆက်သွားပါလားမမောသေးဘူးလား ဘောပါဗျာ ဟုတ်ပါမလားဗျာ ဟုတ်ပါတယ် အဲ့မနစ်ဟိုခင်ဗျားတို့လေလုလာကြတာဘယ်နည်းရှိမလို့ 50လောက်ဗျာ မော်ဒီဘူးလား မောပါမောသေးပါဘူး ဟုတ်ကဲ့ဟောမဟုတ်ခင်ဗျားညာပါပါခင်ဗျာခင်ဗျားမော်ဒီဒီနေ့မလုံးလို့ကျတော့ဘူးဒီလိုလိုရတယ်ခင်ဗျာဒါလည်းရလိုက်ရော ဟုတ်ပါမလားဗျာ ဟုတ်ပါတယ်ဗျာ ခင်ဗျားရမ်းပါကြီးခင်ဗျာဒီလောက်ဆိုရင်တို့ဒုက္ခကိုဒုက္ခမှန်တော့သိတယ်လောက်ပြီ မှန်ပါဗျာ ဒုက္ခမှန်သိရင်တို့ဒုက္ခမဖြစ်အောင်ကြိုးစား မှန်ပါပါ ဟုတ်ကလားအဲ့ဒီနေရာမှာလင်းကြောင့်ဖြစ်တဲ့ဒုက္ခမယားကြောင့်ဖြစ်တဲ့ဒုက္ခသားကြောင့်ဖြစ်တဲ့ဒုက္ခမရှိပါဘူးဆွဲကြောင့်ဖြစ်တဲ့ဒုက္ခကြီး မှန်ပါပါ လင်းဟာသူ့ဟာသူနေတာပါ မှန်ပါပါ သူ့ညင်းသူ့ကျဲနေသူကမယားသူ့ဟာသူနေတာသူ့ညင်းသူ့ကျဲနေသားတွေသမီးတွေသူ့ညင်းသူ့ကျဲနေနေတာအဲ့တော့လင်းကပေးတဲ့ဒုက္ခလားကိုဆွဲရပေးတဲ့ဒုက္ခလား ဟုတ်ပါပါ မယားကပေးတဲ့ဒုက္ခလားကိုဆွဲရပေးတဲ့ဒုက္ခလားအဲ့တော့တို့လူပေးရမလားဆွဲပေးရမလားမယားပေးရမလားဆွဲပေးရမလားအဲ့တော့ဒီကြိုက်လို့ဆွဲနေတဲ့ကြိုက်ဆွဲပေါ်ဒါတို့ဒီဘက်ကအကြောင်းခံတယ် မှန်ပါပါ လောကီနယ်ဘက်ကဒုက္ခဖြစ်မဲ့အကြောင်းခံပြီးသမုဒိယတယ်ကြိုက်ဆွဲ
ကြိုက်ဆွဲမဟုတ်ဘူးလားအဲ့တော့ဒီအကြောင်းရှိခဲ့ရင်အကြောင်းကြီးတတ်မှာပဲဘုဘကတို့လောကုတ္တဘကဒီဒုက္ခချုပ်ရင်းရာရဲ့အကြောင်းကဒီမကမဟုတ်လားမှန်ပါဗျာအဲ့တော့တို့ဒီသမုဒိယဆိုတဲ့ကြိုက်ဆွဲစိတ်ပေါ်ကိုဒီမှတ်စိတ်ဆိုတဲ့သတိတင်ရမှာမဟုတ်လားမှန်ပါဗျာအကြောင်းကြီးလဲလိုက်ရုံနဲ့ပေါ့လွယ်လွယ်လေးပဲဥစ္စာဟင်ဟုတ်ကဲ့မှန်ပါဗျာဘုဘကကြိုက်ဆွဲကြိုက်စိတ်တင်တယ်မှန်ပါဗျာကြိုက်ပဲကြိုက်စိတ်နဲ့ခံစားနေကြများဘုဘဒုက္ခလာလာကြီးရမှာပဲရမှာပါဗျာကိုจิตตุဘာနဲ့ဒုက္ခရမယ်သံဃာလည်းဒုက္ခရမယ်မှန်ပါဗျာจิตตุဘာဖြစ်နေဒုက္ခလည်းအဲ့ဒီကြိုက်ဆွဲကြောင့်သံဃာဖြစ်နေဒုက္ခလည်းအဲ့ဒီကြိုက်ဆွဲကြောင့်မှန်ပါဗျာဟုတ်ကဲ့မှန်ပါဗျာအဲ့တော့ဒီကြိုက်ဆွဲကိုကြိုက်ဆွဲကြောင့်ဒီဒုက္ခရောက်နေတယ်ဆိုရင်ဒီအစွဲကိုဖြူခြင်းဟိုဘက်ကဒီအစွဲကိုခြုံငင်းဖို့ရဒုက္ခခြုံငင်းဖို့ရရဲ့အကြောင်းကမကမဟုတ်ဘူးလားမှန်ပါဗျာမကလည်းဒီပတိတလုံးမှာပဲရမှန်ပါဗျာတခြားမဟုတ်ပါဘူးအဲ့တော့ဒီတို့ဆွဲသိကလေးကိုဒီမှတ်သိကလေးနဲ့ကပ်ပြီးတော့ပြောင်းပေးနေရင်တဲ့လေတို့မရနိုင်ဘူးလားတို့ပါတော့ဤဓာလေးသာပေါ်ကိုဝက်ဆိုတဲ့အတွေ့လေးဝင်ခွင့်မရအောင်မှန်ပါဗျာအတွေ့ဝင်ရရင်ကြိုက်ဆုံးပေါ်လာမှာတယ်မှန်ပါပါအဲ့တော့တွေ့ဝင်ခွင့်မရအောင်ဒီတို့ဝက်ကူဖြစ်စေဝက်ကူတတ်တဲ့အသားကိုဖြစ်စေဟုတ်ကလားမှန်ပါဗျာအသားကိုချက်ထားတဲ့ရှင်းကိုဖြစ်စေမြင်းကိုမှတ်ကြတယ်မှန်ပါဗျာဟင်ဝက်တန်ကိုဖြစ်စေဝက်တမရတန်ကိုဖြစ်စေအရှင်မကပြောတဲ့အတန်ကိုဖြစ်စေကြားရင်ကြားတယ်ပဲမှတ်ထားလိုက်မှန်ပါဗျာဝဲနာကိုဖြစ်စေအသားနာကိုဖြစ်စေရှင်းနာကိုဖြစ်စေနာရင်နာနေတာမှတ်ထားလိုက်မှန်ပါဗျာဟင်ဝက်ကိုကြိုင်ပြီးလို့ဖြစ်စေတို့မို့အသားပတ်ကိုကြိုင်ပြီးလို့ဖြစ်စေတို့မို့ရှင်းပတ်ကိုကြိုင်ပြီးလို့ဖြစ်စေဖြစ်ရင်ဖြစ်တယ်ပဲမှတ်ထားလိုက်မှန်ပါဗျာဟုတ်ကဲ့မှန်ပါဗျာဟင်တို့အသားပါတဲ့ကာလဟောဝါတာကိုဝါတယ်လို့မှတ်ထားလိုက်မှန်ပါဗျာဒီလိုဝက်ပါဦးမလားမပါပါဗျာဟင်ဝက်မပါရင်ဝက်ဒီကောင်းသမုဒိယကိုမလားမဟုတ်ပါဗျာဟာဝင်တော့ဘူးလေကျေလေလေးပဲမှန်ပါဗျာဒါအကြောင်းတော့တောင်းထပ်တာမဟုတ်ဘူးမှန်ပါဗျာဟင်ဟုတ်ကလားမှန်ပါဗျာကြိုက်သွဲဆိုတဲ့အကြောင်းကမဟုတ်ဘူးအတွေးအဲ့ဒီကြိုက်သွဲကိုဝင်လို့မရအောင်ဒီဘက်ကမှတ်သွဲကိုများများကြီးမှတ်ပြရမှာထင်တယ်မှန်ပါဗျာဟင်မြင်တိုင်းကြားတိုင်းနာတိုင်းစားတိုင်းဖြစ်တိုင်းတွေးတိုင်းဝိနည်းပတ်သက်တာလုံးဝပေါ်မလာမှန်ပါဗျာဟင်ဒီသူအသင်ကမဲနေမဲတဲ့ရောပေါ့ဖြူလေးဖြူတဲ့ရောပေါ့ဟုတ်ကလားမှန်ပါဗျာကြာရင်သူ့အတန်ပေါ့ဟုတ်ကလားသူ့အတန်လေးရဲ့သူ့ရဲ့အတိုင်းပေါ့ကျဲတဲ့အတန်အတိုင်းပေါ့အနံလဲသိနာဆိုသိနာပေါ့ကျက်နာဆိုကျက်နာပေါ့တိုင်းလဲနုပေါ့မာပေါ့ဟုတ်ကလားမှန်ပါလေဤပေါ့ဖိတ်ပေါ့ဒါလေးတင်နေမှန်ပါဗျာဒါလေးကြီးတစ်ကြည့်နေလို့ရှိရင်တို့ဘယ်လိုလုပ်ပြီးဘယ်လိုကဖြစ်နေလဲမပြတ်နိုင်ပါဗျာဟင်မပြတ်အဲ့ဒါကမှန်နေကြမှန်ပါဗျာဒီဝက်ကိုတိုးခွင့်လည်းမရအောင်အတိအာရုံတော့ပြေးခွင့်လည်းမရအောင်မှန်ပါဗျာဒီလိုဆိုရင်ဒီမှာအားကောင်းနေလို့မှတ်ဉာဏ်ကနေတော့အတိညာပေါ်လာလို့တို့ရုပ်ဖြစ်တဲ့နာဆင်းကြောင်းလဲနေတာလေးတွေကိုမှန်ရင်နဲ့အားကောင်းလာရင်ဝက်သိမ့်နဲ့လဲနေတဲ့သူရောဒီနေရာမှာရပ်သွားနေဘူးလားရပ်ပါဗျာရပ်သွားရင်ဝက်ကိုစားလို့လည်းဆိုတဲ့ဝက်ပဲငါသားတဲ့ဆိုတဲ့ဒိဋ္ဌိကပေါ်မလားမပေါ်ပါဘူးသွားရောပေါ်မှန်ပါဗျာဟင်ဝက်သားလို့တဲ့သမုဒိယကိုသူ့ဘက်ကနဲ့ပေါင်းလိုက်တဲ့အတွက်ဝက်ဆွဲဆိုတာလေအဆွဲကိုကိုပဲနဲ့ဒီဘက်ကိုဖြတ်တော့ချတာတယ်မှန်ပါဗျာချိုးတာပြီးပြတ်သွား